ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကျွန်တော်တို့ဒီနေ့ကျွန်တော်ဗာလေးတွက်ပြခြင်းလဲဆိုတော့ကျွန်တော်တို့ဒီ mathematical reasoning ပေါ့နော်ဒီ Macroney ဖတ်စာအုပ်ထဲရပေါ့နော်ဒီ poster လေးဖြည့်ပေးခြင်းပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ချက်တော့တွားကြည့်အောင်နော်အဲ့တော့ဒီမှာ mathematical reasoning ကိုကျွန်တော်တွားလိုက်မယ် okay အဲ့တော့ဒီမှာဆိုရင်သူက formula sheet ပေးထားမယ်နော်ဒီ formula sheet ကတော့စာမွေးခန်းထဲမှာလည်းကွန်ပျူတာမှာပေးထားလိမ့်မယ်နော် okay အဲ့တော့ကျွန်တော်လိုရရင်တော့သုံးမယ်မလိုရရင်တော့မသုံးဘူးပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်1ကိုသွားမယ်နံပါတ်1ကဘာလဲဆိုတော့ဒီမှာသူပေးထားတယ် what is the largest possible value for which 2a square plus ဒါ 2a square ရေးချတာနော်သူ typing error ဖြစ်မယ်နော် 2a square plus 7h minus 30လို့ပေးထားတယ်အဲ့မှာ possible values of ဘာကိုရှာခိုင်းတော့အမှန်တကယ်တော့ h တန်ဖိုးကိုရှာခိုင်းတာပေါ့နော်အဲ့တော့ကျွန်တော်ဘာလုပ်ကြည့်ရလဲဆိုတော့စာခွဲခွဲကြည့်လိုက်ရမယ်နော်အဲ့တော့အရှိက 2h square ကိုကျွန်တော်ဘာနဲ့ခွဲမလို့ဆိုတော့ 2h နဲ့ h နဲ့ခွဲလိုက်မယ်9ရဖို့ရအတွက်ဆိုရင်ကျွန်တော်ဘာနဲ့ခွဲရမလို့ဆိုတော့ဟလာ9ရအလဲမှာ9ရရမယ်ဆိုတော့6 30ကိုခွဲလို့ရတာဒီကျင်းသေးတယ်ကျွန်တော်တို့30တက်လီ30ခွဲလို့ရတယ်ဒါ30တက်လီ30ဆိုတော့ဘယ်လိုနည်းနဲ့မှ9မကျန်ဘူးเนาะအဲဆိုကျွန်တော်9 6လီဆိုရင်တော့ရမှာလားစဉ်းစားကြည့်အောင်အဲဆိုကျွန်တော်9 6လီဆိုရင်ရလောက်လားရတယ်เนาะ6နဲ့လီက7နဲ့9တက်လီက9ဆိုတော့9ကျန်တယ်ပေါ့เนาะအဲ့တော့ကြီးတဲ့ကောင်အပေါင်းတက်မယ်ဆိုတော့7ကအပေါင်းဖြစ်မယ်9ကအနှုတ်ဖြစ်မယ်ပေါ့ဒါဆိုရင်ကျွန်တော် h တန်အဖြစ်2ခုရမယ် 2h - 5တကွင်းနဲ့ဟာလား 8 + 6တကွင်းနဲ့ရမယ် equal to 0အဲ့တော့တစ်ခုချင်းစီ0နဲ့ညီတဲ့အခါမှာ 2h - 5 equal to 0နဲ့h + 6 equal to 0ပေါ့နော်ဒါဆိုကျွန်တော် h တန်ဖိုးကဒီဘက်ကဆိုရင်ဘယ်လောက်ရအောင်ဆိုတော့5/2ရမယ်ဒီဘက်ကဆိုရင်ကျွန်တော် h တန်ဖိုးဒီဘယ်လောက်ရမလဲဆိုရင် h တန်ဖိုးဒီ -6 အဲ့ဒီမှာသူက largest possible value အကြီးဆုံးတန်ဖိုးကိုမေးတာနော်အဲ့တော့အကြီးဆုံးတန်ဖိုးဒီဘယ်လောက်ဖြစ်မလဲဆိုတော့5/2ပေါ့နော်နံပါတ် B ဖြစ်မယ်နော် okay အဲ့တော့ဒါလေးရရမယ်လို့ပြောလိုက်ပါတယ်စာကွင်းခွဲလိုက်ရပြီနော်အဲ့တော့နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီမှာအပေါ်မှာပုံပေးထားရဲပေါ့ပုံပေးထားတဲ့အခါမှာဗာပြောထားလဲဆိုတော့အပေါ်ကပုံက f4h တဲ့နော် g of h ကကျတော့ဒီမှာပေးထားတယ် 1/2h + h ဆိုတဲ့ equation ပေးထားတယ်အဲ့ဒါဆိုရင်ဘယ်ကောင်မှန်တယ်လဲပေါ့အဲ့နံပါတ် A ကပြောထားတာကနှစ်ခုသလုံးကဘာဖြစ်တော့is the same and positive စလုံးနှစ်ခုသလုံးကပါတော့တူတယ်စလုတ်တန်ဖိုးကြီးတူတယ်ပြီးတော့ positive ဖြစ်တယ်လို့ပြောတယ်အဲ့တော့ကျွန်တော်အပေါ်ကကောင်ကျွန်တော်ဘာရှာကြည့်ရမလို့စလုတ်တန်ဖိုးရှာကြည့်မှရမယ်အဲ့တော့ point တန်ဖိုးကဒီမှာဆိုရင်ကျွန်တော်တို့ 0.2 ဒီမှာဆိုရင်ကျွန်တော်တို့ဒီဘယ်လောက်ရှိမလို့ -3.0 ရှိရเนาะအဲ့ဒါဆိုရင်ဟလာဘာလို့ကြည့်မလို့ဆိုတော့စလုတ်ချမယ်ဆိုတော့ y2 - 1/8 a2 - a1 เนาะကျွန်တော်နည်းနည်းလေးကြော်လိုက်မယ်တွက်လိုက်ပါမယ်เนาะပထမ point ကိုကျွန်တော် 0.2 ထားလိုက်မယ်ဒုတိယ point ကိုကျွန်တော် -3.0 ထားမယ်ဒါဆိုရင်ဒီမယ်လို့ထင်ပါတယ်เนาะဒီကောင်ဒီ h2 ဒီကောင်ဒီ y2 ဒီကောင်ဒီ h1 y1 ပေါ့နော်အဲ့ဒါဆိုရင် formula က slope formula ဒီ m = y2 - y1 over h2 minus h2 minus h1 နော်ဒါဆိုအပေါ်ကအဖြေကဘယ်လောက်ရမလဲဆိုရင်y2 - y1 over h2 minus a1 ဟုတ်ပြီအပေါ်အဖြေက-2အောက်ကဘယ်လောက်တော့-3ဒါကြောင့်မလို့အဖြေဒီဘယ်လောက်တော့2/3ဒီအောက်ကကောင်ရဲ့ slope ကဘယ်လောက်တော့1/2ဒီအောက်ကကောင်ရဲ့ slope m2 လို့ထားလိုက်မယ်နော် m2 ဒီဘယ်လောက်တော့1/2ဘာနဲ့နှိုင်းရှင်းတာတော့ y = ကျွန်တော်တို့ဘာနဲ့နှိုင်းရှင်းတာတော့ mh + b နဲ့နှိုင်းရှင်းတာနော် a ရဲ့နှစ်ဘောကိန်းဒီစလုတ်ပါနော်အဲ့တော့ဒီစလုတ်နှစ်ခုသလုံးဒီကျင်းသေးတယ် positive ကတော့မှန်တယ်ဒီကောင်လည်း positive ဒီကောင်လည်း positive ဒါပေမဲ့နှစ်ခုသလုံးဒီမတူဘူးမတူတာဖြစ်တဲ့အတွက်ကျွန်တော်တို့ a ကိုယူလို့မရဘူးအဲ့တော့ b ကကျတော့သူကနှစ်ခုတူတယ်လို့ပြောထားတယ် negative ဆိုတော့နှစ်ခုသလုံးမှားတယ်နော်တူတယ်မတူဘူး negative လည်းမဟုတ်ဘူးဆိုတော့မှားတယ်အဲ့တော့ number C ကကျတော့ဘာလို့ဆိုတော့ slope for the f4h မှာရှိရဲ့ slope တန်ဖိုးကတဲ့ဒီ g of h ချက်ပါဖြစ်တယ်ပြောတော့များတယ်ပြောတယ်ဒါဆိုမှန်တယ်နော်2/3ဒီ1/2ထက်ကြီးရယ်နော်2/3ကျွန်တော်တို့စကြည့်မယ်2ကိုဒီ3နဲ့စားမယ်ဆိုကျွန်တော်တို့ 0.6666လောက်ရမယ်နော်1/2က 0.5 ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာကိုရွေးပေးရမလို့နံပါတ် C ကိုရွေးပေးရမယ်နော်ကြီးရယ်ဆိုတဲ့ဟာလေးရွေးပေးလိုက်ရပါပြီနော် okay နံပါတ်3ဒီမှာကျတော့ဗာပေးထားတော့ဆိုတော့စလုတ်တန်ဖိုးတစ်ခုပေးထားတယ်-2သူကနောက်ထပ်စလုတ်တစ်ခုကိုလိုချင်တယ်ဗာဖြစ်တယ်ပြောထားတော့ perpendicular ဖြစ်တယ်ပြောထားတယ်အဲ့တော့ကျွန်တော်တို့သိထားမှဒီ perpendicular ဖြစ်တယ်လို့ပြောထားတယ်ဆိုရင်စလုတ်တန်ဖိုးနှစ်ခုမြောက်ချင်းဒီ -1 လို့ယူလဲရတယ်ဒါမှမဟုတ်ရင်စလုတ်တစ်ခုဒီနောက်တစ်ခု negative reciprocal အဲ့တော့အလွယ်ပြောရမယ်ဆိုရင် negative reciprocal ကိုအလွယ်ပြောရမယ်ဆိုရင်လက္ခဏာပြောင်းမယ်ပြောင်းပြန်လှမ်းမယ်အခုဒီမှာ-2ရှိရဆိုရင်အဲ့ဒီ-2ကိုလက္ခဏာပြောင်း minus ဆိုတော့ဗာပြသွားမလို့ plus ပြောင်းပြန်လှမ်းမယ်2ကိုပြောင်းပြန်လှမ်းတော့ကျွန်တော်တို့ဗာရမလို့ 1/2ဟုတ်ပြီနော်ဒါကြောင့်မို့ကျွန်တော်တို့အဖြေပါဖြစ်မှာတော့ C ဖြစ်မယ်နော် okay ဒါကြတော့ဗာပေးထားတော့ဆိုတော့ cylindrical tank is shown above has a radius of 5 feet and is 2/3 full of water ပေါ့နော်ဒီမှာသူပေးထားတယ်ဒီကောင်းရဲ့ဗာပေးထားတော့ဆိုတော့ radius ပေးထားတယ် cylindrical radius ပေးထားတယ်ပြီးတော့အမြင့်ပေးထားတယ်ဒါပေမဲ့သူကဘလောက်ပဲဘလက်ရေကဘလောက်ပြည့်နေတာလို့ဆိုတော့3 ပုံ2 ပုံပဲပြည့်နေတာလို့ပြောတယ်အဲ့ဒါဆိုရင်အဲ့ဒီရေရဲ့ဘာလို့လိုချင်တာတော့
ရေရဲ့ပေါ့လို့ကျွန်တော် volume ကိုလို့ကျွန်တော်အဲ့တော့ပုံမှန်အားဖြင့်ကျွန်တော်တို့ cylindrical ရဲ့ volume ဆို formula အပေါ်မှာသွားကြည့်လို့ရတယ်နော်ကျွန်တော်တို့မကြည့်တော့ဘူး formula ပါရှိရတော့ pi r square h ဟုတ်ပြီဒါပေမဲ့ဒီကောင်ကရေရပြည့်တာကအပြည့်မဟုတ်ဘူးဘယ်လောက်လို့ပြောတော့2 over 3ပဲပြည့်တာဒါကြောင့်မို့ကျွန်တော်တို့ကဘာနဲ့မြောက်ပေးရမလို့2 over 3နဲ့အရှိရထပ်မြောက်ပေးရမယ် pi ရဲ့ r တန်ဖိုးကကျွန်တော်ဘယ်လောက်ထည့်မလို့5 square ရဲ့ဟုတ်ပြီ h တန်ဖိုးကသူပေးထားတယ်ဘယ်လောက်လို့ပြောတော့30လို့ပေးထားတယ်နော်အဲ့တော့ item မို့ဒီအစားသွင်းပြီးတွက်လိုက်ရင်ကျွန်တော်တို့လိုချင်တဲ့အဖြေထွက်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းလေးတွက်ကြည့်လိုက်မယ်အဲ့လားဒီမှာနှစ်ထားလိုက်မယ်ဒီကောင်ကပိုင်ထားလိုက်မယ်9 လေးရ25အောက်ကဒီဆိုတော့ဒီအောက်က3နဲ့ဒီအောက်က30နဲ့ခြေလိုက်မယ်နော်30ဒီ30ဆိုတော့ဒီကောင်10ပေါ့ဒါဆိုရင်ကျွန်တော်ဘယ်လောက်လောက်ရမလို့ခိုင်မှန်းကြည့်ပြီနော်50ဆိုတော့25နှစ်လေးရ50 50နဲ့10နဲ့ဆိုတော့900ကိုပိုင်နေမြောက်ပိုင်က 3.14 ဆိုတော့ကျွန်တော်တို့1500ကျော်ထွက်မယ်ထင်တယ်နော်ကျွန်တော်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဘယ်လောက်ရမလဲဆိုတော့1581ရမယ်နော်ဒါကတော့အဖြေ A ပေါ့ဗျာနော်ဟုတ်ရမယ်လို့မျှော်လင့်ပါတယ်နော်အဲ့တော့သူကရေရှိတာကိုမေးလို့ကျွန်တော်တို့ကရေရလဲ3ပုံ2ပုံပြည့်နေရမလို့2 over 3နဲ့မြောက်ပေးရနော်အဲ့တော့အကယ်၍သူကအပေါ်မှာလွတ်နေတဲ့အပိုင်းပေါ့နော်ရေမရှိတဲ့အပိုင်းဘယ်လောက်ရှိတယ်လို့မေးတယ်ဒါမှမဟုတ်လေတနည်းပြောမယ်ဆိုရင်ရေပမာဏဘယ်လောက်ထပ်ဖြစ်ရမလဲပေါ့နော်အဲ့လိုမေးတယ်မေးခွန်းလှည့်နေတယ်ပေါ့နော်ရေပမာဏဘယ်လောက်ထပ်ဖြစ်ရမလဲမေးတယ်ဆိုရင်တော့ကျွန်တော်တို့က2 over 3ကအောက်မှာကျန်တာဖြစ်တဲ့အတွက်အောက်မှာရေရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်အပေါ်ကကျန်တဲ့အပိုင်းမှာတွက်မယ်ဆိုရင်တော့ဘယ်လောက်ကျန်မှာတော့1 over 3ကျန်မယ်နော်အဲ့ဒါဘာဖြစ်လို့အစားအဆုံးကကျွန်တော်တို့ကဘယ်လောက်တော့အစားအဆုံးက1လို့ယူဆလိုက်မယ်ဆိုရင်ဒီ1နဲ့ကနေပြီးတော့ဒီအောက်ကပါအောင်နှုတ်လို့2 over 3ရှိရကောင်းနှုတ်ရင်အပေါ်မှာကျန်တာဒီဘယ်လောက်ကျန်မလို့1 over 3ကျန်မယ်ပေါ့နော်အဲ့တော့တကယ်လို့မေကုန်းကပြောင်းမိတယ်ရေဘယ်လောက်ထပ်ဖြည့်လို့ရအောင်မလဲလို့မေးတယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ2 over 3နေရာမှာ1 over 3နဲ့မြောက်ပေးရမယ်နော်ဒါလေးတစ်ချက်သိထားပေးပါနော်โอเคအဲ့တော့နံပါတ်5သွားမယ်နော်နံပါတ်5ကကျတော့ဒီမှာသူကအောက်ကပုံလေးပေးထားတယ်ဆိုတော့ easy going ပါနော်အဲ့တော့ Terry က run 5 mile in မတူဘူးဗျအပေါ်နဲ့အောင် sorry ဟုတ်ပြီ Terry ကဘယ်လောက်တော့9မိုင်ကို43မိနစ်နဲ့ပြေးတယ်အဲ့ဒါဆိုရင်သူက how many minute ဘယ်နှမိနစ်ကြာမလဲမေးတယ်20 km အတွက်ဒါကတော့ကျွန်တော်တို့ proportion ချလိုက်ရပြီเนาะအဲ့တော့သူပြောထားတယ်9မိုင်မှာဘယ်လောက်လို့ပြောတော့43 minutes အဲ့တော့သူလိုချင်တာကဘယ်လောက်မှလိုချင်တာတော့20 km မှာဘယ်နှမိနစ်လဲမသိခင် x ကိုလိုချင်တယ်ဒါပေမဲ့ထူးခြားတာကကျတော့ဒီဘက်က mile နဲ့ပေးထားတယ်ဒီဘက်က kilometer ပေးထားတယ်ကျွန်တော်တို့အဲ့နှစ်ခုဘာလို့ပြရမလို့ unit ပြောင်းပေးရမယ်အဲ့တော့ဒီမှာသူပြောထားတယ်1 mile ကိုဘယ်လောက်ရှိရပြောတော့ 1.6 km ရှိရပြောတယ်အဲ့ဒါဆိုကျွန်တော်တို့9 mile ဆိုတော့ဘာနဲ့မြောက်ပေးရမလို့ 1.6 နဲ့မြောက်ပေးလိုက်မယ် kilometer ပြောင်းနေတယ်ဆိုရင်ပေါ့နော်အဲ့တော့ကျွန်တော်အချိုးကဘာဖြစ်သွားမလဲဆိုတော့9 mile ကို kilometer ပြောင်းတော့9ကို 1.6 နဲ့မြောက်အောက်က43မိနစ်အပေါ်ကဒါကကီလိုမီတာဖြစ်သွားပြီပေါ့နော် equal to ဒီဘက်က20ကီလိုမီတာမှာဘယ်နှမိနစ်လဲ h ကိုရှာမယ်အဲ့တော့ h ကိုလိုချင်တော့ကျွန်တော်ချက်ချေကမြောက်လိုက်မယ်ဒီဘက်ကအရင်ဆုံးဝင်ဖြစ်မယ်ဆို16 5လီယာ80ဆိုတော့ဟာလား16 5လီယာ80ဆိုတော့8နဲ့8နဲ့မြောက်တယ်ဖြစ်သွားပါဘောနော်8.0 1.6 နဲ့5နဲ့မြောက်တော့ 8.0 ရမယ်8ပဲပေါ့နော်အဲ့တော့8နဲ့8နဲ့ကချက်ချေကမြောက်မယ်ဒီဘက်နှစ်ခုချက်ချေကမြောက်တော့43နဲ့လီယာကျတော့ကျွန်တော်တို့80နဲ့3 800နဲ့30ရမယ်နော်အဲ့တော့ကျွန်တော်8တန်ဖိုးလို့ကျွန်တော်830ကိုကျွန်တော်ဗာနဲ့စားမလို့8နဲ့စားမယ်ဒါဆိုရင်ကျွန်တော်တို့အနည်းဆက်ဆုံးဘယ်လောက်ရမလို့ဆိုရင်108ခွန်လောက်ရမယ်နော်ဘာလို့တော့8တက်လီယာ8ဟုတ်လား830ကိုကျွန်တော်တို့ဗာနဲ့စားကြည့်လိုက်တော့8နဲ့စားကြည့်မယ်ဆိုရင်103တသမခွန်5နော်အဲ့တော့အတိအကျဆိုရင်103တသမခွန်5ဒါပေမဲ့ဒီမှာကတော့103နဲ့နီးစပ်တာမပါဘူးเนาะဒီမှာဒီအဖြေလွဲနေရဖြစ်လာမယ်เนาะအမှန်တကယ်ဆိုတော့ကျွန်တော်အနီးစပ်ဆုံးယူမယ်ဆိုရင်103ဒါမှမဟုတ်104ပဲဖြစ်ကြမှာเนาะအဲ့တော့သူက108ဆိုတော့လည်းတော်တော်ဒီမှာဗာပဲယူပေးလိုက်တော့108ပဲယူပေးလိုက်ပေါ့เนาะဟုတ်ရမယ်လို့တော့မျှော်နေတယ်เนาะကျွန်တော်ခဏတော်လဲလာတော့မသိမလွယ်ဘူးတော့ထင်ပါတယ်เนาะဟုတ်လားတမိုင်ကို1.6ဆိုတော့9နဲ့ 1.6 နဲ့မြောက်တော့ကျွန်တော်ဘယ်လောက်ရမလို့10မိုင်ရမယ်ဟုတ်တယ်10ကီလိုမီတာရမယ်အဲ့တော့ဟိုက243ကို20နဲ့မြောက်တာကsorry ကျွန်တော်လွှဲတာဗျနော်43ကို20နဲ့မြောက်တာက860နော် sorry နော်အဲ့တော့860ကိုကျွန်တော်တို့ဘာနဲ့စားကြည့်ရမှာတော့ sorry နော်860ကိုကျွန်တော်တို့8နဲ့စားကြည့်ရမှာနော်ဟုတ်တယ်နော်အဲ့တော့860ကို8နဲ့စားကြည့်မယ်ဆိုရင်တော့100.5ဆိုတော့ကျွန်တော်တို့အနည်းဆုံးပါလို့ယူလို့ရတော့100ယူလို့ရတယ်ပေါ့နော်100ဒါမှမဟုတ်108ယူလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့အဖြေရပါဖြစ်ကမှာတော့နံပါတ် C ပါနော် okay sorry နော် okay နံပါတ်6ကကျတော့ h တန်ဖို့ရှာပါဒါတော့လွယ်ပါတယ် Pythagoras theorem အရာဒေါင်းမန်ကန်အနားနှစ်ထပ်သည်ကျန်အနားနှစ်ဖက်နှစ်ထပ်ပေါင်းခြင်းနဲ့ညီရပေါ့နော်အဲ့တော့ကျွန်တော် h square ကိုလိုချင်တယ်ဆိုရင်15 square တွေကနေ9 square ကိုနှုတ်မယ် h ကိုလိုချင်တယ်ဆိုရင် square root of 15 square minus 9 square ပေါ့နော်ဒါကိုကျွန်တော် calculator နဲ့လိုက်ရပါပြီ
15 square minus 9 square ဆိုတော့ကျွန်တော်တို့12ရတယ်ပေါ့နော်နံပါတ် C ပါနော် okay ရမယ်လို့ပြောနေပါတယ်နော် okay နောက်တစ်ခုကကျတော့ line m ကဘာတော့ဆိုတော့ in the coordinate plane point နှစ်ခုပေးထားတယ်လိုချင်တာကဘာလိုချင်တာတော့ slope of the line တွေ့လေလို့ပြောထားတယ်အဲ့တော့တွေ့လေလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်းရဲ့ slope ရရင်အဖြေအဲ့ဒါကိုပဲယူလို့ရတယ်အတူတူပဲဘာဖြစ်လို့လဲ break လေဆိုရင် slope တန်ဖိုးတွေအတူတူပဲဒါကြောင့်မလို့ formula ပါတော့မလို့ y2 minus y1 over h2 minus h1 over 3 line ရပြီเนาะ m equal to ပေါ့အဲ့ဒါဆိုရင်အနောက်ကကောင်ကိုကျွန်တော် h2 နဲ့ y2 ထားလဲဆိုတော့ y2 minus y2 က9 y1 က4 h2 က0 h1 က-1ဒါဆိုရင်အပေါ်ကဘယ်လောက်ကျန်မလို့5အောက်ကဘယ်လောက်ကျန်တော့1 5 over 1ဆိုတော့အဖြေကဘယ်လောက်ပဲတော့5ပဲပေါ့နော်ဒါကြောင့်မလို့အဖြေ5ဆိုတာကိုရေးပြလိုက်ရပါပြီပေါ့နော်โอเคအဲ့တော့နောက်တစ်ခုကကျတော့ဘာပြောတာလဲဆိုတော့ picky ဘောက်မှာဘာနဲ့ဘာနဲ့ရှိကြအောင်ဆိုတော့ penny နဲ့ quarter ရှိတယ်အဲ့တော့ကျွန်တော်တို့သိထားမှသိတာ penny ဆိုတာဘာတော့1 penny ဆိုတာက1 cents ကိုပြောတာနော်အဲ့တော့ cents ကိုပြောတာ penny ဆိုတာ sorry penny ဆိုတာ cents ကိုပြောတာအဲ့တော့1 cent ကိုပြောတာပေါ့နော်အဲ့တော့1 cent ဆိုတဲ့အဓိပ္ပာယ်ကဒေါ်လာပြောင်းရင်ကျွန်တော်100နဲ့စားတယ်1ကို100နဲ့စားတော့ကျွန်တော်တို့ဘယ်လောက်ရမလို့ 0.01 ဒေါ်လာကိုပြောချင်တာပါเนาะအဲ့တော့ quarter ကကျတော့ကျွန်တော်ဘယ်လောက် cent အောင်ဆိုတော့25 cents 25 cent ကိုကျွန်တော်ဒေါ်လာပြောင်းရင်25ကိုဘာနဲ့စား100နဲ့စားတနည်းပြောမယ်ဆိုရင် 0.25 ဒေါ်လာပေါ့เนาะ okay ဒီအရှိရကောင်က1ကို100နဲ့စားတာเนาะ okay အဲ့ဒါဆိုရင်သူလိုချင်တာဘာပြောကြတော့ is contain 4 times as many penny as quarter penny က quarter ရဲ့ဘယ်နှစားတော့4စားလို့ပြောတယ်အဲ့တော့ကျွန်တော်က penny ကိုမသိခင်ကျွန်တော် h ထားတယ်ဆိုပါစို့လက်ထားလိုက်မယ်เนาะ let ဟလာ numbers of penny penny အရေးအတွက်ပေါ့เนาะအကျွေးစီဒီတော့တပြားတန်အကျွေးစီအရေးအတွက်ကိုကျွန်တော် h လို့ထားတယ်ဆိုပါစို့ဒီတိုင်းပဲကျွန်တော်နောက်တစ်ခု numbers of quarter ပေါ့เนาะ quarter ကိုကျွန်တော် y လို့ထားတယ်ဆိုပါစို့ဒီမှာသူပြောထားတာက penny ဒီ quarter ရဲ့ဘယ်နှစားတော့4စားဒါကြောင့်မလို့ကျွန်တော်ပြောချင်တာက h equal to ဘယ်လောက်လို့ပြောရတော့ 4y လို့ပြောရတယ်အတူတူပဲပေါ့ဟုတ်ပြီပြီးတော့သူနှစ်ခုပေါင်းကစုစုပေါင်းဘယ်လောက်ရှိလဲပြောတော့440အဲ့တော့ကျွန်တော်တို့က numbers of penny နဲ့ numbers of quarter နှစ်ခုပေါင်းခြင်းကဘယ်လောက်တော့440 h နဲ့ y နဲ့ပေါင်းခြင်းက440အဲ့တော့ h နေရာမှာကျွန်တော် 4y ထည့်မယ် h နေရာမှာ 4y အနောက်က y နဲ့ပေါင်းတော့ကျွန်တော်ဘယ်လောက်ရမလို့ 5y 5y equal to 440ဒါဆို y တန်ဖိုးဒီ98440 98440 88ဟုတ်တယ်နော်သူလိုချင်တာလဲဘာလိုချင်တာတော့ quarter ကိုလိုချင်တာဆိုတော့အဖြေဘယ်လောက်ထည့်လို့ရတော့88ဆိုတာထည့်လို့ရတယ်အဲ့တော့အဖြေမှန်မှန်စစ်ဖို့ရအတွက်ကျွန်တော် h တန်ဖိုးကိုပြန်တွက်လိုက်မယ်အဲ့တော့ h တန်ဖိုးကိုလိုချင်တယ်ဆိုရင်ကျွန်တော်ဒီ equation မှာအစားသွင်းမယ်နော်ဒီ equation မှာအစားသွင်းတော့4နဲ့ကျွန်တော်ဗာနဲ့မြောက်မလို့88နဲ့မြောက်မယ်8လေး32 8လေး32ဆိုတော့35 352အဲ့တော့အဖြေမှန်လားမှားလားပြန်စစ်ချင်တယ်ဆိုရင်ဟလာဘယ် equation မှာအစားသွင်းလို့ရတော့ကျွန်တော်တို့အဲ့ဒီ equation မှာအစားသွင်းလို့ရတယ်88နဲ့352နဲ့ပေါင်းရင်400နဲ့40ပြန်ရတယ်ဒါလည်းမှန်တယ်4စားဆိုတာလည်းမှန်တယ်ဆိုတော့88ကိုမှန်တယ်လို့ကျွန်တော်ယူဆလို့ရပြီပေါ့နော်အဲ့တော့ဒီလက်ပုတ်စာလေးတွေကြရင်တတိထားပါကျွန်တော်တို့ကမှတ်မှားသင့်ပါဘူးအဖြေမှားလားမှန်လားသိရင်ပြန်အစားသွင်းလို့ရပါတယ်နော်โอเคအဲ့တော့အဖြေကတော့ quarter ပဲဖြစ်ထုတ်ပေးရဖြစ်တဲ့ကြောင့်88ပဲထုတ်ပေးရပါပြီပေါ့နော်โอเคနံပါတ်9ကကျတော့ဒီ equation ပေးထားတယ်အဲ့ဒီမှာဘာလုပ်ခိုင်းရတော့ဒီမှာအစားဒီမှာ quad လက်မှာဖြေခိုင်းတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်တို့ကဘာတွက်ကမလို့ကျင်းသေးတယ်ဆက်လုပ်တွက်ကတော့မယ်နော်ဆက်လုပ်တယ်ဘယ်လောက်လဲကျွန်တော်တို့မသိတာဖြစ်တဲ့ကြောင့်အဲ့တော့ကျွန်တော်ဒီကောင်ကို h1 နဲ့ y1 ယူလိုက်မယ်ဒီကောင်ကို h2 နဲ့ y2 ယူမယ်ဆိုရင်ဟာလားကျွန်တော်ဆက်လုပ်တယ်ဘယ်ဖြစ်မှာတော့ဆက်လုပ်တယ်မို့ဒီ y2 minus y1 over h2 minus h1 ဆိုတော့ minus 2 over 4ဆိုတော့ဘယ်လောက်ရမလို့ minus 1 over 2ရမယ်ပေါ့ဒါဆိုကျွန်တော် minus 1 over 2 h ကိုရွေးမယ်နော်ဒီအရှိမှာ minus 1 over 2 h ဒီကောင်လေးကိုဒီထဲမှာ right click လေးထောက်ပြီးတော့လာထက်လိုက်မောက်လေးကိုဖိပြီးလာထက်လိုက်ရပြီเนาะပြီး y intercept ကတော့ရှင်းတယ်ထွက်မတော့ y intercept ကဘယ်လောက်တော့ဒီမှာပေးထားတယ်เนาะ y intercept က 0.2 ဆိုတော့ y intercept ကကျင်းနေတယ်ဘယ်လောက်တော့2ပေါ့เนาะဒါကြောင့်မလို့ဒီ2လေးကိုထောက်ပြီးတော့ဒီမှာလာထက်လိုက်ရင်ရပါပြီပေါ့เนาะ okay ဒါဆိုရင်သူ equation ဒီ y equal to minus 1 over 2h plus 2ဆိုတာကိုယူပေးလိုက်ရင်ရပါပြီပေါ့เนาะokay ဒါ equation of the line တွေပါတွက်စရာမလိုဘူးเนาะတွက်ချင်တဲ့ကလေးရှိတယ်တွက်လို့ရတယ်ပေါ့เนาะကျွန်တော်တော့တွက်မနေတော့အလုပ်ရှုပ်လို့ပေါ့เนาะအဓိကကျွန်တော်ပါချလိုက်တော့ဆက်လုပ်ချလိုက်တယ်ဆက်လုပ်သိတယ် y နဲ့ဆက်သိရဆိုရင်ကျွန်တော်တို့ကဘယ်မှာစောင့်နေနိုင်တော့ y equal to mh plus c ဆိုတဲ့ equation မှာ sorry b ဆိုတဲ့ equation မှာစောင့်နိုင်ပေါ့เนาะအဲ့တော့ m ကဆက်လုပ် b က y intercept ကဒီပုံမှာပါပြီးသား y intercept တန်ဖိုးဒီဘယ်လောက်တော့2ဆိုတာပါပြီးသားဒါကြောင့်မလို့ကျွန်တော် equation of the line တွေပါမရှာတော့ဘူးပေါ့เนาะတခါတည်းပဲစိတ်နေပဲစဉ်းစားပြီးတော့တွက်လိုက်တာပေါ့เนาะ okay ဆက်လုပ် intercept form လေးရဆက်လုပ်လေးရချလိုက်ရပြီပေါ့เนาะ okay ဒါကတော့ bound plots ပုံစံပါเนาะ bound plots ကကျတော့ဘာပြောထားလို့ဆိုတော့ in the bound plot above ဘာပြထားတော့ဆိုတော့ the length of the call made by the simple college student over one weekend ပေါ့เนาะဟုတ်လားweekend တစ်ခုအတွင်းမှာ college ကျောင်းသားတွေဘာပြောတော့ဒီဖုန်းခေါ်တဲ့
ကြာချိန်တွေကိုပြထားတယ်ပေါ့နော်အဲ့တော့ which of the following statement is true ဘယ်မှန်တယ်လဲပေါ့ more than half of the phone call made were longer than 20 minutes အဲ့တော့ဒီမှာသူက trick အရန်ဖြစ်ပါတယ်ကျောင်းသားတွေအရန်မှားပါတယ်ဒီမှာကျွန်တော်20 minute ကိုကြည့်တဲ့အခါမှာ20 minute ကဒီအလဲကောင်တက်မှာရှိတယ်အဲ့ဒီအလဲကောင်တန်ဖိုးဒီဘာတန်ဖိုးတော့ median တန်ဖိုး median ဒီဘယ်လောက်ရှိရတော့ 50% ရှိတာဟုတ်တယ်နော် sorry median ဒီအလဲကိန်းဟုတ်နော်ဆိုဒီမှာတော့ half ပေါ့နော်တဝက်ပေါ့ဟုတ်တယ် 50% လို့ပြောရရတယ်ပေါ့အဲ့တော့ဒီ 50% median ကိန်းကဘယ်လောက်လို့ပြောရတော့20လို့ပြောတာအဲ့တော့ပြောချင်တဲ့သဘောတရားက90%သောကျောင်းသားတွေဒီမိနစ်20အတိအကျပြောရလို့ပြောတာမိနစ်20ထက်ပိုတယ်လို့ပြောတာမဟုတ်ဘူးဟုတ်ပြီနော်မိနစ်20ထက်ပိုတယ်လို့ပြောတာမဟုတ်ဘူးဒီမှာပြောထားတာဒီ more than half of the people နော်တဝက်ထက်ပိုတော့ဖုန်းကောတွေဒီမိနစ်20ထက်ပိုကြာပါတယ်လို့ပြောတာဆိုရင်ဟာလားအဲ့ဒါကတိတ်ပြီးတော့အတိတ်ပဲမရှိဘူးပေါ့နော်ဟုတ်ပြီနော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဒါကိုရွေးလို့မရပါဘူးအဓိကဘာဖြစ်ကမှာတော့ဆိုတော့မိနစ်20အတိအကျပြောတာဒီဘယ်လောက်လို့ပြောရတော့90%လို့ပြောတာဟုတ်ပြီနော်အဲ့တော့ဒီမှာကျတော့သူကဒီမှာလဲ more than half လို့လည်းပါသေးရဲ့เนาะဒါကြီးလည်းအတိတ်ပဲမရှိဘူးเนาะဒါလည်းအတိတ်ပဲမရှိဘူးเนาะဒါကြောင့်မလို့အဲ့နှစ်ခုကိုကျွန်တော်တို့ဘာလို့လဲရွေလို့မရပါဘူးအဲ့တော့တတိထားမှာကဘာပဲလဲဆိုတော့ကျွန်တော်တို့ box plot မှာဆိုရင်ဒီပထမတစ်ခုကိုကျွန်တော်ပြန်ရှင်းပြရမယ်ဆိုတော့ဒီ box plot ကိုဒါကို first quartile လို့ခေါ်တယ်ဒီအလဲအကောင်ကို second quartile သို့မဟုတ်ကျွန်တော်ဘာလို့ခေါ်တော့ median လို့ခေါ်တယ်ဟဟလားဒီတတိယကောင်ကိုကျွန်တော်ဘာလို့ခေါ်တော့ third quartile လို့ခေါ်တယ်အဲ့တော့ကျွန်တော်အတိအကျပြောရမယ်ဆိုရင် Harry first quartile အတွက်ကကြတော့သူ့အောက်မှာနော်ကျွန်တော်ပြောပြမယ်ဆိုရင်ဒီ first quartile အောက်မှာကဘယ်လောက်ရာခိုင်နှုန်းရှိတုံးဆိုတော့25% first quartile ရဲ့အပေါ်မှာဘယ်လောက်ရာခိုင်နှုန်းရှိတုံး85%ရှိတယ်အဲ့တော့သူတို့ကိုရေးကြည့်ရင်ဘယ်လိုပဲရေးလို့ရလဲဆိုတော့ကျွန်တော်တို့ဒီဟာလား 25% off ဟာလားဒီမှာ phone call ပေါ့နော် phone call ဘာလို့ပြောတော့ phone call make ပေါ့နော်လောင်ကားတဲ့အဲ့လိုပြောနော် phone call made ဟာလားသူကဒီကျွန်တော်တို့သိထားမှာဒီကဘာလဲဆိုတော့ဒီဟလာဘယ်အချမ်းဆိုရင်ဘာဖြစ်တာတော့နည်းတာဒီမှာခဏန်းကိုကြည့်လိုက်ရအောင်နော်ဒီ first quartile ရဲ့ဘယ်အချမ်းဆိုရင်နည်းသွားတယ်ညာဘက်အချမ်းဆိုရင်များသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရေးချင်ဘယ်လိုရေးကြတော့ 25% of phone call made ဟလာဘာဖြစ်တော့ less than ဟလာဒီကောင်းအောက်တက်ဘယ်လောက်ရှိရတော့15 minute အဲ့တော့ပြောချင်တဲ့သဘောတရားကဟလာဖုန်းခေါ်တဲ့25%သောသူတွေက15မိနစ်ထက်နည်းပြီးပြောကြတယ်အဲ့တော့နောက်တစ်ခုကဘယ်လောက်ရေးလို့ရတော့ 75% of phone call made ဘာဖြစ်မလို့ longer than ဟုတ်လားဘယ်လောက်တော့15 minute အဲ့လိုပဲပြောလို့ရတယ်ဒီ more than half ဆိုတဲ့စကားလုံးမပါဘူးဟုတ်ပြီနော်ဒီမှာဆိုတော့အတိအကျပဲ 25% က15မိနစ်ထက်နေပြီးဖုန်းပြောတယ်85%က15မိနစ်ထက်ပိုပြီးဖုန်းပြောတယ်25%နဲ့နည်းရလို့85%နဲ့များရလို့ဆိုတာကိုသူမှကျွန်တော်တို့သုံးသပ်လို့မရဘူးအဲ့ဒီတိုင်းပဲဒီ median ကောင်ဟုတ်ပြီနော် median ဆိုတဲ့ဒီတိုင်းပဲ median ရဲ့အောက်တက်မှာဘယ်လောက်ရှိကြတော့ဆိုတော့ median အောက်မှာရှိတာ20မိနစ်နော်အဲ့တော့ median ကကျွန်တော်ပြောပြီးသားဟိုဘက်90ဒီဘက်90အဲ့တော့သူ့အောက်မှာလည်း90%သူ့အထက်မှာလည်းဘယ်လောက်%90%အဲ့တော့သူ့ကိုကျွန်တော်တို့က interpret လုပ်ရင်စာနဲ့ပြောရင်ဘယ်လိုပဲပြောလို့ရတယ်ဆိုတော့50% off ဆိုတော့အတိုင်းပဲ phone call made ဟုတ်လားသူကဒီဘယ်ဘက်ချမ်းကိုပြောချင်တယ်ဆိုရင် less than ဘယ်လောက် minute တော့ဒီမှာပြောထားတယ်20 minute 20 minute ဒီတိုင်းပဲညာဘက်ချမ်းကိုပြောချင်တယ်ဆိုလေ50% of phone call made longer than ဘာလို့ပြောလို့ရတော့20 minute လို့ပြောလို့ရတယ် 50% အတိအကျပဲ90%သောကျောင်းသားတွေဒီ20မိနစ်ထက်နည်းပြီးပြောတယ်90%သောကျောင်းသားတွေဒီ20မိနစ်ထက်ပိုပြီးပြောတယ်တက်ကွာတိုင်းဆိုရင်တော့သူ့အောင်မှာ85သူ့အထက်မှာ25ဒီတိုင်းလေးပြန်ရေးလိုက်ရပြီပေါ့အဲ့တော့ပြောချင်တဲ့သဘောတရားက percentage ဒီအတိအကျပဲပြောတယ် more than half လို့ဒီ box blog ကမပြောပြနိုင်ဘူးကျွန်တော်တို့ box blog ကိုကြည့်ကြမယ်ပြောပြနိုင်တာဒီပါပဲတော့ဟာလား90%ဒါပေမဲ့ half အတိအကျပေါ့နော်ဟာလားဘာတော့ exactly half of the phone call လို့ပြောရင်တော့မှန်တယ်ဒီမှာမှားတဲ့စကားလုံးကဘာကြောင့်မှားတာလဲဆိုတော့ more than ဆိုတဲ့စကားလုံးကြောင့်မှားတာပါဟုတ်ပြီနော်အဲ့လေးကိုကျွန်တော်ဒီနည်းနည်း confuse ဖြစ်လို့ကျွန်တော်နည်းနည်းလေးအချိန်ယူပြန်ရှင်းပြတာပါနော်အဲ့တော့နောက်တစ်ခါကျတော့ the shortest phone call အတိတ်ပဲမရှိဘူး shortest phone call အတူဆုံးဟလာအတူဆုံးဒီဘယ်လောက်လို့ပြောတော့10မိနစ်လို့ပြောတယ်တကယ် shortest phone call ကဟာဒီမှာပါတယ်ပါတော့ဒီ star လေးပေါ့နော်ဒီ star လေးက around 3 minute ပေါ့နော်3 minute လောက်ပဲဖြစ်တယ်ပေါ့သူက10မိနစ်လို့ပြောတော့မှားတယ်သူက10မိနစ်ကဘယ်ကိုကြည့်ပြောတာတော့ high tempo ကိုကြည့်ပြောတာတကယ်လို့မှန်ပါတယ်ဟာဒီ star လေး tempo လေးဒီ star လေးကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ outlier ပေါ့နော်အဲ့ဒီ outlier လေးမပါဘူးဆိုရင်တော့မှန်တယ်ဒါဆိုရင်10မိနစ်ဆိုတာတော့မှန်တယ်ဒါပေမဲ့ဒီမှာ outlier လေးပါတာဖြစ်တဲ့အဲ့ outlier လေးအဲ့ဒီ outlier လေးကအတူဆုံး tempo ဖြစ်ကြမယ်ဒီအတွက်ကြောင့်ကျွန်တော်တို့က level B ကိုလည်းပယ်ရမယ်ဟုတ်ပြီဒါကြတဲ့ 50% of phone call less between 15 minute and 30 minute ဒါဆိုတော့ကျွန်တော်တို့ကြည့်လို့ရတယ်ကျွန်တော်တို့ကဟာဒီသိထားမှာဒီကနောက်တစ်ခုသိထားမှာကဟာဒီ first quartile နဲ့ဟာဒီတက်ကွာတိုင်းအဲ့နှစ်ခုကြားထဲကဘယ်လောက်ရာခိုင်နှုန်းရှိတယ်ဆိုရင်90%ရှိတယ်အဲ့တော့ဒီမှာသူပြောထားတာမှန်တယ်
ဟာလား90ရာခိုင်နှုန်းသောဖုန်းကောတွေဘယ်နှမိနစ်တော့15မိနစ်နဲ့30မိနစ်ကြာကြာတယ်မှန်တယ်နိ15မိနစ်နဲ့ပဲကြာတော့30မိနစ်ကြာ15မိနစ်နဲ့30မိနစ်ကြာရှိတာဒီဘယ်လောက်ရာခိုင်နှုန်းတော့50ရာခိုင်နှုန်းဒါကြောင့်မို့အဖြေရပါဖြစ်ကမှာတော့ C ပဲဖြစ်ကပါမယ်နော်ဒီမှာကျတော့သူပြောထား25% ပါတဲ့ဘာလို့ shorter than 30 minute တဲ့မှားတယ်နော်ဒီ30 minute ကိုကြည့်မယ်ဆိုရင်ဆိုတော့ကျွန်တော်ကြော်ခဲ့တဲ့ဟာလေးပေါ့နော်30 minute ကိုကြည့်မယ်ဆို30 minute ကဘာတန်ဖို့တော့တက်ကွာတိုင်းဖြစ်တဲ့အတွက်ကြောင့်တိထားမှာဒီသူ့အောက်မှာ85သူ့အထက်မှာ25အဲ့တော့30မိနစ်ထွက်ဆိုရင်ကျင်းသေးတယ်30မိနစ်ထက်နည်းတာဒီ25ရာခိုင်နှုန်းမဟုတ်ဘူးဘယ်လောက်ရာခိုင်နှုန်းတော့85ရာခိုင်နှုန်းဘယ်ဘက်ချမ်းကနည်းတာညာဘက်ချမ်းကများတာအဲ့တော့25%ဘယ်စကားလုံးတော့မှားတာဆိုတော့ short term ဆိုတဲ့စကားလုံးကြောင့်မှားတာများတာကိုယူပြရမှာကျွန်တော်ဘာကိုယူပြအောင်လောင်းကားဆိုရင်တော့မှန်တယ်ပေါ့နော်โอเคနော်ဒါလေးကကျွန်တော်နည်းနည်းမြန်လေးပြောပြပေးတာပါအချိန်အရင်ကြာနေမှာဆိုလို့နော်โอเคနောက်တစ်ခုကနံပါတ်7ပါနံပါတ်7ကရပါမေးရအောင်ဆိုတော့ range ကတော့ရှင်းပါတယ်ဘယ်ထက်ပြောတော့အများဆုံးတွေကနေအနည်းဆုံးတော့ maximum value တွေကနေ minimum value လို့နော်ဒီမှာ maximum ကဘယ်လောက်ရှိတော့ maximum 14အနည်းဆုံးကဘယ်လောက်တော့8 14တွေက8ကိုနှုတ်ဘယ်လောက်ကျန်တော့6ပေါ့နော်ဒါကြောင့်အဖြေဒီ6ကျန်ပါတယ်ပေါ့နော်โอเคဒီမှာဒီကောင်ပေးထားတယ်ဒါလည်းဘာလို့ခိုင်းတာတော့မှန်တာကိုယူခိုင်းတာပဲဟုတ်ပြီနော်အဲ့တော့မှန်တာကိုယူပါဆိုတော့ဒီမှာသူပြောထားတာကဘာလို့ဆိုတော့နံပါတ် A ကျွန်တော်အပေါ်ကစာတွေမဖတ်တော့ဘူးနော်ကြားလို့နော်နံပါတ် A ကကြတော့ model x ကတဲ့ the time to freeze ပေါ့နော်ဟာလာပါတော့ခဲဖို့ရန်အတွက်ကြာချိန်ပေါ့ဒီမှာသူပြထားတယ် time to freeze နော်အဲ့တော့ model x ကဒီအမဲဆက်လေးတွေ model y ကအဖြူဆက်လေးတွေပေါ့နော်အဲ့တော့ model x က time to freeze ကတဲ့ what more than 10 minutes for all temperature setting အားလုံးအတွက်10 minutes ထက်မှပြတော့ပို့ရလို့ပြောတယ်အဲ့တော့ model x ကအမဲရောင်ဒီမှာဆိုရင်အမဲရောင်လေးကဒီအမဲဆက်လေးဒီ10 minutes ထက်မပို့ဘူးနော်10အောက်မှာပဲရှိရနော်ဟုတ်လားဒီကနေစပြီးတော့မှကျန်တဲ့ကောင်တွေအားလုံးဒီ10ထက်ပို့တာနော်အဲ့တော့ကျွန်တော်ဒီ10ထက်မပို့တာဖြစ်တဲ့အတွက်ကြောင့်ဒီမှာသူပြောထားတာကအားလုံးပို့ရလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကဘာလို့ရတော့ပယ်လို့ရတယ်မှားနေတယ်တကယ်လို့ model x အထား model y ဆိုရင်တော့မှန်မယ်နော် model y အားလုံးဒီ10 minutes ထက်ပို့ပြီးကြာတယ်နော်โอเคနောက်တစ်နံပါတ် B ရကြတော့ဘာဖြစ်မလို့ the time freeze was never longer than 30 minutes at any setting 30 minutes ထက်လည်းမပို့ဘူးလို့ပြောတယ်နော်ဘယ်လိုကတော့ model x က freeze လုပ်ဖို့ရန်အတွက်ကြာချိန်ဒီ30 မိနစ်ထက်မပိုဘူးဟုတ်သလားဟုတ်တယ်နော်30မိနစ်ထက်မပိုဘူးနော်25အောက်ပဲရှိတယ်25ပတ်ဝန်းကျင်ပဲရှိတယ်နော်30ကိုလုံးဝမရောက်ဘူးနော် model x ကဒါကြောင့်မလို့နံပါတ် B ကမှန်နေပေါ့နော်အဲ့တော့နံပါတ် C ဘာလို့မှားလဲစကြည့်ရအောင် y ကကြာတော့တဲ့သူ့ရဲ့ time to freeze ကအမြဲတမ်း always increase အမြဲတမ်းတိုးသွားပါတယ်ပြန်ပြီးလျော့သွားတာမရှိဘူးရဲ့အဲ့တော့ y ကိုကြည့်တဲ့ခါမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဟုတ်ပြီဒီကနေ d ကိုတိုးလာတယ်ဒီကနေ d ကိုထပ်ပြီးတိုးလာတယ်ဒါပေမဲ့ဒီကနေ d ကိုပြန်ကြည့်တဲ့အခါကျတော့ဒီကနေ d ကိုပြန်ကြည့်တဲ့အခါကျတော့ဒါဖြစ်တော့ပြန်ပြီးတော့ကျသွားတယ်ဟုတ်လားမသိဘူးသူကအမြဲတမ်းတိုးသွားတာမဟုတ်ဒီကနေ d ကိုတိုးသွားတယ်ဒါပေမဲ့ဒီမှာတော့ပြန်ကျလာတယ်ဒါကြောင့်မလို့ပြန်ကျလာတာတစ်ခုရှိတဲ့အတွက်ကြောင့်သူကအမြဲတမ်းတိုးလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မှားတယ်ပေါ့နော်model y လေးဒီတိုင်းပဲ model နံပါတ် D လေးဒီတိုင်းပဲပေါ့နော် model y ကတဲ့ model x ထက်တဲ့ဘာတော့အနည်းဆုံးတစ်ခုတော့ဘာဖြစ်နေတော့ time to free ကဘာဖြစ်တော့နည်းနေတယ်ဒီမှာကြည့်လိုက်လေနော် model y ကအမြဲတမ်းဘယ်မှာရှိတော့ model x ရဲ့အပေါ်မှာပဲရှိတယ်ကြာချိန်ကသူ့ထက်ပိုကြာတာပဲရှိတယ်သူ့ထက်နည်းပြီးကြာတာမရှိဘူးနော်ဒါကြောင့်မလို့ဒါလည်းမှားပါတယ်နော်โอเคဒါကြောင့်မလို့နံပါတ် B ဒီအဖြေမှန်ပါနော်โอเคနောက်တစ်ခုကျွန်တော်ထပ်ဆက်သွားပါမယ်ဘာပြောထားလဲဆိုတော့ကျောင်းသား31ယောက်ရှိတယ်30ကဘာလို့တော့စာမွေးဖြည့်တယ် main score က86.5ဟုတ်ပြီကျန်တဲ့ကျောင်းသားတစ်ယောက်ကကျတော့နောက်မှစာမွေးဖြည့်တယ်ဟုတ်ပြီသူ့ရဲ့အမှတ်ကဘယ်လောက်တော့98အဲ့ဒါဆိုရင်ဘယ်ဟာမှန်မလဲပေါ့သူ့ရဲ့ main stand ဘိုးကဘာဖြစ်သွားမလဲ31ယောက်လုံးအတွက် main stand ဘိုးဘာဖြစ်သွားမလဲနံပါတ် A ကကျတော့ဆိုတော့မူလရှိတဲ့ main stand ဘိုးထက်များလာမယ်နည်းလာမယ်ဒါနံပါတ် B ကကျတော့မပြောင်းလဲပဲရှိမယ်နံပါတ် C ကပိုပြီးများလာမယ်နံပါတ် D ကကျတော့ဆုံးဖြတ်လို့မရဘူးလို့ပြောတယ်အဲ့တော့ကျွန်တော်တို့မှတ်ထားမှာတစ်ခုပဲရှိတယ်ဘာလဲဆိုတော့ဟာလာဒီကောင်းကိုကျွန်တော်တို့ O main လို့ပြောမယ်ကျွန်တော်အခေါ်ဝေါ်ရထားပါတော့နော်ဟာလာမူလရှိတဲ့ main ပေါ့အဲ့ဒီကောင်းကိုကျတော့ကျွန်တော်တို့ဒါ new data ပေါ့နော်အသစ်ထပ်ပေါင်းထည့်တဲ့ခဏတစ်ခုပေါ့အဲ့တော့ကျွန်တော်တို့အမြဲတမ်းမှတ်ထားလို့ရတာဒီကဟာဒီ new data ဒီ O main ထက်ကြီးတယ်ဆိုရင် main stand ဘိုးကပိုပြီးတော့တိုးလာမယ်ဟုတ်ပြီနော်နောက်တစ်ခုကကျတော့တကယ်လို့ဟာဒီထက်တဲ့ခဏတန်ဖို့ new data ဒီမူလရှိတဲ့ O main ထက်ငယ်တယ်ဆိုရင်အသစ်ဖြစ်လာမဲ့ main ကလည်းငယ်သွားမယ်တကယ်လို့ဒီ new data နဲ့ဒီကောင်နဲ့တထရာနဲ့တူတယ်ဆိုပါစို့86.5ပဲဖြစ်တယ်ဆိုပါစို့အဲ့ဒါဆိုရင်တော့ main stand ဖို့ဒီမပြောင်းလဲပဲဆက်ရှိမယ်အခြေအနေ၃မျိုးဟုတ်ပြီနော်ထပ်တဲ့ခဏထပ်ပေါင်းထည့်တဲ့နောက်မှထပ်ပေါင်းထည့်တဲ့ခဏဒီမူလ main stand ကြီးရယ်ဆိုရင် main stand ဘိုးကတိုးလာမယ်မူလာ main stand ငယ်တယ်ဆိုရင် main stand ဘိုးကငယ်လာမယ်တူတူပဲဆိုရင် main stand ဘိုးကမပြောင်းလဲဘူးဒီမှာ68စီ86.5ထက်များတာဖြစ်တဲ့အတွက်ကြောင့် main stand ဘိုးတိုးလာတယ်ဆိုတာကိုရွေးလိုက်ရပါပြီနော်ဒါကြတော့14ရကြတော့ k တန်ဘိုးကျွန်တော်တို့ဘယ်လောက်ထည့်လိုက်ရပြီလို့1/2အစားသွင်းလိုက်ပေါ့နော်4
1 by 2နှစ်ထပ်ဆိုတော့1 over 4 minus 7ဒီရှိက1 minus 7ဆိုတော့အဖြေဒီဘယ်လောက်ရမလို့ minus 6ကျန်တယ်ပေါ့နော်ရမယ်လို့မျှော်လင့်ပါတယ်15သွားပါမယ်15ကျတော့ if a certain number represent by 8ကိုကိုစားပြုမယ် which of the following expression represent 4 less than the product of the number and 2အဲ့ဒီကိန်းနဲ့ဘာနဲ့မြောက်နှစ်နဲ့မြောက်လို့ရရင်ကပါတော့4ငယ်တယ်ဆိုတော့ဘာနှုတ်ပေးရမှာတော့4နှုတ်ပေးရမယ်ဆိုတော့အဲ့ဒီကိန်းကဘာလို့ပြောတော့ 8လို့ပြောတယ်အဲ့တော့ 8နဲ့2နဲ့မြောက်တော့ဘာရမလို့ 2h အဲ့ဒါမှ2နှုတ်တော့2 4 less than ဆိုတော့ဘာနှုတ်ပေးရမလို့4နှုတ်ပေးရမယ်ဒါကြောင့်အဖြေမှန်ဒီ 2h - 4ပါအဲ့တော့ကျွန်တော်တို့ကဒီလိုကောင်းလေးကိုကျွန်တော်တို့ကဟာလာစာနဲ့ပြန်ရေးတဲ့အခါမှာ expression တွေပြန်ရေးပေးရတဲ့အခါမှာဘယ်တော့ဖြစ်မှတ်ထားပါအနောက်ကနေစပြီးရေးပါအနောက်ကနေစပြီးတော့ဘာသာပြန်ပါကိန်းနှစ်ခုမြောက်ချင်းထက်၄ငယ်ပါပဲဒါကြောင့်မလို့ကိန်းနှစ်ခုကိုအရင်မြောက်ပြီးမှ၄နှုတ်ပေးရတယ်နော်ဒါလေးအင်္ဂလိပ်စာလေးကိုဘာသာပြန်တဲ့အခါမှာကျွန်တော်တို့အနောက်ကနေစပြီးဘာသာပြန်ရတယ်အဲ့တော့ရေးတဲ့အခါမှာလည်းအနောက်ကနေစပြီးရေးရတယ်ပေါ့နော် okay နောက်တစ်ခုကျတော့ဗါလဲဆိုတော့ a triangular region sidewalk is reserved for the children chalk egg နော် triangular နော်ဘာလို့ဆိုတော့တရိကန်ပုံစံဟာလာဘေးလမ်းဘေးမှာနော်နေရာလေးတစ်ခုရှိမယ်အဲ့ဒါကလေးတွေဘာလို့ဖို့ရအတွက်တော့ဒီမြေပြူနဲ့ပုံဆွဲလို့ရအောင်ပေါ့နော် the side of the region are all same length အဲ့တရိကန်ကဘာလဲတော့အလျားအားလုံးအနံအားလုံးအတူတူပဲလို့ပြောတယ်တရိကန်တစ်ခုရှိမယ်အနံအားလုံးအတူတူပဲသူ့ရဲ့ပါရာမီတာဘယ်လောက်လို့ပြောတော့ပါရာမီတာက60လို့ပြောတယ်အဲ့တော့ထားပါတော့နံအားလုံးတူတယ်ဆိုတော့မသိခင်ကျွန်တော်ဗထားလိုက်မယ်တော့ h ထားမယ်ဆိုပါဆိုနော်အဲ့တော့သူ့လိုချင်တာဘာလို့ချင်တာတော့သူ့ရဲ့ဘာလို့လိုချင်တာ area ကိုလိုချင်တာအဲ့တော့ဒီမှာသိမယ်ထင်ပါတယ်နော်ကျွန်တော်တို့က h 3ခုကအတူတူပဲ 3h ပေါင်းချင်းပေါ့နော် h ရဲ့ a ရဲ့ပေါင်းရင် 3h အဲ့ပါရာမီတာဘယ်လောက်တော့60လို့ပြောတယ်ဒါကြောင့်မို့ h တန်ဖိုးဒီဘယ်လောက်ရမလို့30ရမယ်ပေါ့နော်အဲ့တော့ h တန်ဖိုးက30ဆိုတော့ကျွန်တော် area မီတာဆိုတော့ကျွန်တော်ဘာကိုအရင်ရှာမလို့ဆိုတော့ဒီမှာကျွန်တော်နောက်ထပ် line ဆွဲလိုက်မယ်အမြင့်ရှာမယ်ပေါ့ height ကိုရှာမယ်ပေါ့နော် okay အဲ့တော့ height ကိုရှာမယ်ဆိုတော့ကျွန်တော်ဒီကောင်က30ဆိုတော့ဒီအစာအဆုံးက30ဆိုတော့ဒီတစ်ဝက်ဘယ်လောက်တော့15ပေါ့အဲ့တော့ကျွန်တော်ဒီ height လေးကိုရှာမယ်ဆိုရင် Pythagoras theorem သုံးမယ်ဓာတ်မကန်အနားကြီးနှစ်ထပ်ဒီကျန်အနားနှစ်ဖက်နှစ်ထပ်ပေါင်းခြင်းနဲ့ညီရယ်ဒါကြောင့်လို့ 8 square equal to 30 square minus 15 square h ကိုလို့ကျွန်တော် square root တင်ပေါ့နော်ဒီကောင်တန်ဖိုးကိုအဲ့တော့ကျွန်တော်တွက်လိုက်မယ်ဆိုရင် square root of 30 square minus 15 square ဒါဆိုရင်ကျွန်တော်ဘယ်လောက်ရမလဲဆိုရင်ဒီကောင်ဒီ25.98ပေါ့နော်အဲ့တော့ဒါပါတော့အနီးကျဆုံးကျွန်တော်26လို့ယူလိုက်မယ်နော်26ပေါ့အဲ့ဒါဆို area လို့ကျွန်တော်ဆိုရင် area တန်ဖိုးဒီ1/2 bh ပေါ့နော်အခြေအမြောက်အမြင့်1/2 b တန်ဖိုးဒီဘယ်လောက်ရတော့ကျွန်တော်တို့ b တန်ဖိုးကဒီမှာခြေရဘယ်လောက်တော့30ပဲသုံးမယ်နော်30အမြင့်တန်ဖိုးဒီဘယ်လောက်တော့26ဒါဆိုရင်15နဲ့26နဲ့မြောက်ရင်390ဒါကြောင့်မလို့အဖြေမှန်ဒီပါရမယ်နော် C ရပါပဲเนาะအားလုံးပဲရမယ်လို့မျှော်လင့်ပါတယ်เนาะဟုတ်ပြီကျွန်တော်ဆက်သွားပြီးပြပါမယ်ဆက်ပြီးတော့ဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့နံပါတ်7လေးဆက်သွားကြမယ်เนาะနံပါတ်7မှာကျွန်တော် box တစ်ခုမှာတဲ့သူက symbol 45ခုရှိတယ်တဲ့เนาะအဲ့ဒီ symbol 45ခုရှိတယ်ပြီးတော့ဗါတော့ crick ဆိုတော့ထားပါတော့ဘုံအကြီးပေါ့เนาะတဒါဘုံအကြီးပေါ့အဲ့တဒါဘုံအကြီးမှာကျတော့ box ဘယ်နှခုရှိတော့ box 18ခုရှိတယ်အဲ့ဒါဆိုရင် how many product symbol are there in 20 crick ဆိုတော့ဘာလို့တော့20အဲ့ပြောချင်တဲ့သဘောတရားကဒီလိုပြောချင်တာသူပြောချင်တာကအကြီးဆုံး1 creek CREAT creek เนาะဘုံကြီးအကြီးလို့မြင်လိုက်ပေါ့เนาะအဲ့ဒါအဲ့ဘုံကြီးအကြီးမှာဆိုရင် box ကဘယ်နှခုရှိရတော့ box က18ခုရှိရ18 box အဲ့1 box မှာကြတော့ကျွန်တော်တို့ဒီ sample ကဘယ်နှခုရှိရတော့45အခုသူလိုချင်တာက45 sample သူလိုချင်တာက sample ဘယ်နှခုတော့20 creek အတွက်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်ပေါ့เนาะ1 creek မှာက18 box 20 creek ဆိုတော့ကျွန်တော်ဗာနဲ့မြောက်မလို့20နဲ့မြောက်လိုက်မယ်เนาะအဲ့တော့1 creek မှာကဆိုတော့ကျွန်တော်ပြန်ရေးလိုက်မယ်18 box အခုသူကဘယ်လောက် creek လို့ပြောတော့20 creek เนาะ CID 20 creek မှာဆိုရင်ဘယ်လောက်လဲဆိုတော့ကျွန်တော်တို့20နဲ့ဗာနဲ့မြောက်မလို့20နဲ့18နဲ့မြောက်မယ်เนาะအဲ့တော့20နဲ့18နဲ့မြောက်တော့ဘယ်လောက်တော့360เนาะ360 box အဲ့တော့ထပ်ကြည့်မယ်ဆိုရင်1 box မှာက45 symbol 360 box မှာဘယ်လောက်လဲဆိုရင်ကျွန်တော်တို့360နဲ့ဗာနဲ့ထပ်မြောက်မယ်တော့45နဲ့ထပ်မြောက်မယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီ K6200 ဆိုပြီးရတယ်ပေါ့เนาะဟုတ်ရမယ်လို့မျှော်လင့်ပါတယ်เนาะဒါလွယ်လွယ်လေးပါမြောက်ပြီးရုံပါပဲเนาะโอเคအဲ့တော့ဆက်သွားပါမယ်နောက်တစ်ခါကျဘယ်လောက်လဲဆိုတော့နံပါတ်18ကကျတော့ h number -1 y number -2 အစားသွင်းဘယ်လောက်လဲပေါ့အဲ့တော့ -3 8နဲ့မှာ -1 အစားသွင်း5 into y number -2 အစားသွင်းဒီရှေ့က4ရမယ်အနောက်က-10ရမယ်ဒါဆိုရင်အဖြေဒီဘယ်လောက်ရမလဲတော့-နဲ့ဒီ30ဟုတ်ပြီ
အရှိက4အဲ့ဆိုအဖြေဘာလို့ရ -6 ရမှာနော်သူ့မှာအဖြေမပါဘူးဖြစ်နေတယ်နော်အဲ့တော့သူတခုလွယ်နေတာနေပါမယ်နော်အဲ့တော့ကျွန်တော်တို့အဖြေမှာတော့ဘယ်လောက်ရမှာတော့ -6 ရမှာနော်ဟုတ်မယ်လို့ပြောနေတယ်နော်-3နဲ့ -1 နဲ့မြောက်တာဒီက-3နဲ့ -1 နဲ့မြောက်ရင်ဟုတ်တယ်နော် oh sorry -3 နဲ့ -1 နဲ့မြောက်တာဘယ်က -4 ရမှာတော့-3နဲ့ -1 နဲ့မြောက်တာဒီအဖြေဒီဘယ်လောက်3ရမယ်နော်ဟုတ်ပြီ3ဒီကနေ-10ကိုလို့ဘယ်လောက်ရမှာတော့-7နော် sorry နော် b ရမယ်နော်ဒါ easy ကိုရင်ပါ okay နောက်တစ်ခုကနံပါတ်19သွားမယ်နော်အဲ့တော့နံပါတ်19ကကြတော့ဗာလဲဆိုတော့Doctor patient the number who are older than 50 အသက်50ထက်ကြီးတာက at least အနည်းဆုံး10ယောက်ပိုတယ် the number who are under 20เนาะ20ထက်နည်းတာထက်လို့ပြောတယ်အဲ့တော့ကျွန်တော်ပြောချင်တာဒီလိုပြောလိုက်မယ်ဗျာအသက်50ထက်ကြီးတဲ့လူနာကိုကျွန်တော် A လို့ပေးတယ်ဆိုပါစို့เนาะအသက်20အောက်ငယ်တဲ့လူနာကိုကျွန်တော် B လို့ပေးတယ်ဆိုပါစို့အဲ့တော့ပြောချင်တဲ့သဘောတရားက A ဒီ B ထက်အနည်းဆုံးဘယ်နှယောက်ပို့တယ်ပြောတော့10ယောက်ပို့တယ်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့သိထားမှာဒီက at least ဆိုရင်ကျွန်တော်ဘာနဲ့ရေးပေးရမလဲ greater than or equal to နဲ့ရေးပေးရမယ်เนาะဒါကြောင့်မလို့ A တန်ဖိုးဒီ greater than or equal to 20 sorry ဘာလို့ B ပေါ့เนาะကျွန်တော် B လို့ထားတာမလို့ B plus ဘယ်လောက်တော့10 B ထက်ဘယ်လောက်ပို့ပါတယ်တော့10ပို့ပါတယ်အဲ့ဒါအောင်မှာပါတော့ at least မလို့ကျွန်တော်ဘာနဲ့ရေးပေးတော့ greater than or equal to နဲ့ရေးပေးတယ်เนาะအဲ့တော့ if the doctor has 18 patient စုစုပေါင်းဘယ်နှယောက်ရှိတော့ who are older than 50အဲ့တော့ဆိုတော့ပြောတယ် A တန်ဖို့เนาะအသက်50တဲ့ကြီးရဲ့လူအရေအတွက်ကဘယ်လောက်တော့18ယောက်ရှိတယ်ဆိုရင်ဟာလားဆိုတော့ပြောတယ်အသက်20တဲ့နေတာဘယ်လောက်လဲပေါ့เนาะသူက A တန်ဖို့ပေးထားတယ် A တန်ဖို့ဒီဘယ်လောက်လို့ပေးထားတော့18ဘာကိုမေးရတော့အသက်20အောက်ကိုမေးရဆိုတော့ B တန်ဖို့ equal to question back ဒါကြောင့်မို့ကျွန်တော် A နေရာမှာ18ထည့်လိုက်တယ် greater than or equal to B plus 10ဒါဆိုရင်30ဒီဘက်လောက်တော့ဒီကောင်ဒီB less than or equal ဟိုဘက်ဒီပဲပြောင်းရေးတယ်မယ်ဆိုရင် B less than or equal 8ဒါဆိုရင် B တန်ဖို့ဒီ10ယောက်သို့မဟုတ်10ယောက်ထက်နည်းမယ်လို့ပြောတာအဲ့တော့အများဆုံးဘယ်လောက်ရှိတော့10ယောက်ရှိတယ်ဒါကြောင့်မလို့ဘာကိုရွေးပေးရတော့10ယောက်ကိုရွေးပေးရတယ်ပေါ့အဓိကကတော့ဒီကောင်လေးကကျတော့ကျွန်တော်တို့ဒီ equation ရေးတန်းရပါပြီပေါ့နော် sorry inequality ရေးတန်းရပါပြီပေါ့နော်စာပေးထားတဲ့ကောင်ကို inequality ပြောင်းရေးရပါပါအဲ့တော့မှတ်ထားမှာဒီက at least ဆိုရင်ကျွန်တော်ဗားရေးမယ်လို့ greater than or equal to နဲ့ရေးမယ် at more ဆိုရင်ကျွန်တော်တို့ဗားနဲ့ရေးမယ်လို့less than or equal to နဲ့ရေးမယ် more than ဆိုရင်ပေါင်းပေးမယ် less than ဆိုရင်နှုတ်ပေးမယ်ပေါ့နော် okay ဒါလေးရမယ်လို့ညွှန်နေပါတယ်နော် okay နောက်တစ်ခုသားမယ်20ရကြတဲ့ဗာပေးထားလဲဆိုတော့ suppose that the weight symbol marble is merged represent by the expression ဟုတ်ပြီ single marble ကြောက်တုံးတုံးခေါ်ဒီတုံးတုံးရဲ့အလေးချိန်ကဒီလောက်တဲ့နော်8ကတော့0မဟုတ်ပါဘူးတဲ့အဲ့တော့ a bag contain ဒီလောက် marble ပါတယ်တဲ့အဲ့ဒါဆိုရင်ဘာလို့ total weight အားလုံးဘယ်လောက်ဖြာမယ်လဲနော်အဲ့တော့ကျွန်တော်တို့ဒီမေးခွန်းကဏ္ဍနေပေးထားလို့မရှင်းဘူးဆိုဒီလိုယူဆလိုက်ပေါ့ဘယ်ဥမာဆိုအားဖြင့်ဆိုပါဆိုဗျာကျွန်တော်ပြောချင်တဲ့သဘောတွေကဟာလာsingle marble တတုံးဟာလာဒီကြောက်တုံးလေးတတုံးဒီဥမာအပြင်ဆိုပါစို့ဗျာဒီလိုလေးကိုကျွန်တော်1 gram လေးတယ်ဆိုပါစို့တကယ်လို့အဲ့ဒီဘတ်မှာဟာဒီနေရာအစားမှာဥမာဆိုပါစို့ကျွန်တော်ဟာလာ10တုံးပါတယ်ဆိုပါစို့အဲ့ဒါဆိုစုစုပေါင်းအလေးချိန်လို့ချင်းကျွန်တော်ဘာလို့ကမှာတော့1နဲ့10နဲ့မြောက်ပေးရမှာလေဟုတ်တယ်နော်အဲ့တော့ဒီတတုံးရဲ့အလေးချိန်ဒီဂဲလုံးတတုံးရဲ့အလေးချိန်ဒီ1 gram ရှိတယ်ဆိုပါစို့အဲ့ဒီထဲမှာဂဲလုံးပေါင်းစုစုပေါင်း10လုံးပါတယ်ဆိုရင်ကျွန်တော်တို့ဘာလို့စုစုပေါင်းအလေးချိန်လို့ချင်းလဲဆိုဘာလို့ပေးရမှာတော့အဲ့ဒီ1 gram နဲ့10နဲ့မြောက်ပေးရမှာအခုလည်းဒီတိုင်းပဲပေါ့နော်အဲ့တော့ဒီမှာသူကဂဲလုံးတစ်လုံးဒီဘယ်လောက်လေးတော့ဒီလောက်လေးပါတယ်စုစုပေါင်းဂဲလုံးကဒီလောက်ပါပါတယ်အဲ့ဒါဆိုစုစုပေါင်းအလေးချိန်ဘယ်လောက်လေးလို့မေးတာအဲ့တော့စုစုပေါင်းအလေးချိန်လို့ချင်းလဲဆိုရင်ကျွန်တော်တို့ကဂဲလုံးတစ်လုံးရဲ့အလေးချိန်နဲ့စုစုပေါင်းအရှိအတွက်နဲ့ဘာလို့ပေးရမှာတော့မြောက်ပေးရမှာနော်ကျွန်တော်အဲ့နှစ်ခုမြောက်ပေးရမယ်အဲ့ဒါဆိုအရှိမရှိတာက8 + 1အနောက်မှာရှိတာက8 - 1အဲ့ကောင်ရဲ့အပေါ်မှာရှိတဲ့ကောင်ကဘာရှိတုံးဆိုတော့ဟာလား 2x - 16နဲ့အောက်မှာရှိတာကx - 1နဲ့ဟုတ်တယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ပေးရမလို့ဒီနှစ်ခုမြောက်ပေးမယ်နော်အဲ့တော့မြောက်တော့ကျွန်တော်တို့ဘာရမလို့အပေါ်ချင်းမြောက်မယ်အောက်ချင်းမြောက်မယ်အောက်ချင်းမြောက်တော့8 - 1 ဆိုတော့ဟာလားဘာရမလို့x square - 2x plus 1ရမယ်နော်အပေါ်ကကောင်မြောက်ရင်ရောအပေါ်ကကောင်နှစ်ကိုပုံထုံးရင်8 - နည်းနည်းတော့ခြေလို့ရမလားမသိဘူးခဏလေးကျွန်တော်ဒီလိုသွားကြည့်လိုက်မယ်နော်မမြောက်သေးပဲနဲ့ဒီလိုသွားကြည့်လိုက်မယ်အပေါ်က8 + 1 multiply ဒီမှာ2ကိုကျွန်တော်ပုံထုတ်ဒီမှာပါကြံမယ်ဆိုတော့8 - 2 8 46 8ကြံမယ်အောက်မှာက8 - 1 2ကွင်းကြံမယ်โอเคအဲ့တော့ဒီဘက်မှာကအဖြေကမတွေ့ဘူးဖြစ်နေရနော်အော်ဘယ်ရလားပောက်ခဲ့ရတယ် sorry အရှိမရှိတာက8 + 1 over 8 - 8နော် sorry နော်အဲ့ဆိုရပြီနော်8 - 8အဲ့ဒါပုံမှန်ကြီးက
အောက်ပြီးပုံမှန်ရေးချမှာ sorry အပေါ်ပေါ်ချင်းမြောက်အောက်ချင်းမြောက် sorry okay ခဏလေးနော်ဒီလိုတော့လိုက်မယ် sorry ကျွန်တော်ရှင်းတော့တယ် okay အဲ့ဒါဆိုရင်ဒီအောက်ကကောင်နှစ်ခုကိုကျွန်တော်ဘာမှမလုပ်ဘူးဒီတိုင်းထားလိုက်မယ်8 minus 8နဲ့8 minus 1နဲ့ဒီတိုင်းထားလိုက်မယ်အပေါ်ကကြတော့8 plus 1ရဲ့ဒီနောက်ကကျွန်တော်ဘာပုံထုတ်လိုက်မလို့2ကိုပုံထုတ်လိုက်မယ်အဲ့ဒါဆိုရင်8 minus 8ကျန်မယ်ဒါဆိုရင်ကျွန်တော်ဘာနဲ့ကြည့်မလို့8 minus 8နဲ့8 minus 8နဲ့ကြည့်မယ်ဒါဆိုရင်အဖြေဒီအပေါ်ပေါ်ချင်းမြောက်ရင် 2h plus 2 over h minus 1ပေါ့နော်အဲ့တော့ပါလား2h sorry plus နော် 2h plus 2 over အောက်ကပါရှိတော့8 minus 1ဟုတ်တယ်နော်ဒါကြောင့်မို့အဖြေဒီပါရမှာတော့ a ရမယ်နော် okay sorry နော်နည်းနည်းလေး h ရှင်းနေလို့ okay now 21ကိုတွားကြည့်အောင်last week ပြီးခဲ့တဲ့အပတ်တုန်းကတဲ့ the price of a particular leather jacket က159ဒီတစ်ပတ်မှာ130နဲ့ရောင်းတယ်အဲ့ဒါဆို percent decrease လွယ်လွယ်လေးပါနော်အဲ့တော့ကျွန်တော်တို့ percent decrease formula ဒီပါလို့ကျွန်တော်တို့ percent decrease ကိုလိုချင်တယ်ဆိုရင် final value minus original value over original value times ဘယ်လောက်နဲ့မြောက်မလို့ 100% decrease ပဲဖြစ်ဖြစ် percent increase ပဲဖြစ်ဖြစ်တွက်လို့ရတယ်နော်ဒီ formula နဲ့ percent decrease တွက်လို့ရတယ် percent increase တွက်လို့ရတယ်ဘယ်လိုတွက်မလို့ final value minus initial original value over original value ပြီးတော့ multiply 100% ပေါ့အဲ့တော့ final value ဆိုတာဘယ်လို value တော့နောက်မှလာတဲ့တန်ဖိုးကို final value အရင်လာတဲ့တန်ဖိုးကို original value ဒီမှာတစ်ခုသတိထားမှာကျွန်တော်တို့က percent decrease တက်တဲ့အခါမှာကျင်းသေးတဲ့အဖြေဒီအနှုတ်နဲ့ထွက်လိမ့်မယ်အဲ့တော့ percent increase percent decrease တွေတက်တဲ့အခါမှာအဖြေဒီလက္ခဏာဒီအပေါင်းနဲ့ထွက်အနှုတ်နဲ့ထွက်လက္ခဏာထည့်ပေးစရာမလိုဘူးဆိုတာကိုသိထားရင်ရပြီပေါ့နော်အဲ့တော့ percent decrease percent increase ပြန်တွက်မယ်ဟုတ်ပြီဒီ formula တွက်မယ်အဲ့ဆိုဒီမှာဘယ်ကောင် final value တုံးဘယ်ကောင် initial value ဆိုတော့အရင်လာတဲ့ကောင်ကlast week เนาะဒီ last week ဒီပါတော့ original value အခုဒီဘက်မှာရှိတာကနောက်မှလာတာနောက်မှလာတာဒီပါပဲလူ final value เนาะအဲ့တော့ကျွန်တော်ဒီ final value တွေကနေကျွန်တော်ဘာအောင်လုပ်မလို့ sorry original value တွေကနေsorry လောက်လို့ဖြစ်သွားပြီเนาะ original value တွေကနေပြီးတော့ final value တွေကနေပြီးတော့ final value ဟုတ်တယ်เนาะ130တွေကနေပြီးတော့ original value 159နှုတ်မယ်159နဲ့စမယ်100နဲ့မြောက်မယ်เนาะဒါဆိုရင်ဘယ်လောက်ရမလဲတော့ကြည့်လိုက်မယ်130အနှုတ်159ရတဲ့အဖြေကို159နဲ့စ100နဲ့မြောက်နော်ဒါဆိုရင်18.24ဆိုတော့အနည်းဆုံးယူမယ်ဆိုရင်18.2ပေါ့နော်ဒါကြောင့်မလို့ရတာတော့ဟုတ်တယ်နော်ဒသမအနှုတ်18.24နဲ့ရမယ်နော်အနှုတ်18.24ဆိုပြီးရမယ်ဒါပေမဲ့ကျွန်တော်အဖြေထုတ်တဲ့အခါမှာလက္ခဏာထည့်ပေးစရာမလိုဘူးဘာဖြစ်လို့တော့မေကုန်းမှာကိုကသူ decrease ဆိုတဲ့စကားလုံးပါပြီးသားမလို့နော်အနှုတ်မှန်တန်းတည်ထည့်ပေးစရာမလိုဘူးနော်ဒါကြောင့်မို့အဖြေလေးပါတော့18.24ရပါတယ်ပေါ့နော် okay ဒါလေးလည်းရမယ်လို့မျှော်လင့်ပါတယ်နော်21ပြီးတော့22ကကြတော့ဘယ်နေရာမှာ function ဖြစ်တယ်လဲလို့မေးတာเนาะအဲ့တော့ကျွန်တော်တို့သိထားမှာဒီ function ဆိုတာဘာဖြစ်တာတော့ function ဆိုတာဒီပုံနဲ့ပေးထားရဲဆိုရင် vertical line တွေဆွဲကြည့်တဲ့အခါမှာတစ် point ပဲဖြတ်တာเนาะတစ် point ပဲဖြတ်တာကိုဘာလို့ခေါ်တာတော့ function လို့ခေါ်တာเนาะ okay အဲ့ဒါဆိုကျွန်တော်တို့စစ်ကြည့်မယ်ဘယ်လိုစစ်ကြည့်မလို့ဒီအောက်ကိုကြည့်မယ်ဒီအောက်ကဘာပေးထားတော့ဆိုတော့နံပါတ် A ဒီဘာပေးထားတော့ h တန်ဖိုးဒီဘယ်နဲ့ပဲကြာမှရှိရတော့0နဲ့h တန်ဖိုးဒီ0မပါဘူး0ဟာလား0နဲ့တော့မညီဘူးh greater than ဒီအလဲ equal တွေကမှားနေနော်မထက်မကြည့်နဲ့နော်ဟုတ်ပြီh တန်ဖိုးဒီ0နဲ့ဘယ်ကြာမှရှိရတော့2ကြာမှရှိရအဲ့ဒါကိုကြည့်လိုက်မယ်0ကဒီမှာh တန်ဖိုး0 2ကဒီမှာဟုတ်ပြီနော်အဲ့တော့အဲ့နဲ့အဲ့ကြာကိုကြည့်မယ်ခဏလေးကျွန်တော်မြင်းလေးတားလိုက်မယ်နော်အဲ့တော့0ဆိုတဲ့မြင်းနဲ့0ဆိုတဲ့နေရာနဲ့2ကြာမှာဟုတ်လားဒီကြားလေးကိုကြည့်မယ်ဆိုရင်အဲ့ကြားမှာရှိတဲ့ကောင်လေးဒီ function ဖြစ်လာမဖြစ်လာကြည့်မယ်အဲ့တော့ function ဖြစ်လာမဖြစ်လာကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီနားကိုဟလာဆွဲတယ်ဆိုရင်ဒါပါကြတော့တစ် point နဲ့ဖြတ်တယ် function ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာမြင်မယ်နော်ဒီတက်တဲ့ကိုဖြတ်တဲ့အချိန်ကြတော့ဟလာကျွန်တော်တို့ဘယ်နှ point ဖြတ်နေတော့ဒီမှာတစ် point ဖြတ်နေတယ်ဒီမှာတစ် point ဖြတ်တယ်2 point ဖြတ်နေတယ်ဒါကြောင့်မလို့ဒီကောင်ဒီကြားထဲမှာဒီပါမဖြစ်ဘူးလို့ function မဖြစ်ဘူးဘာဖြစ်လို့တော့2 point ဖြတ်နေလို့ဒါဆိုနံပါတ် A ကမှားတယ်ပေါ့အဲ့တော့နံပါတ် B အတွက်ကကြတော့ဘယ်နဲ့ပဲကြတော့2နဲ့4ကြား2တော့ပါတယ်4မပါဘူးပေါ့နော်အဲ့တော့2နဲ့4ကြားကိုကျွန်တော်အရင်ဆွဲလိုက်မယ်2ကဒီမှာရှိတယ်2ကဒီနားမှာရှိတယ်4ကဒီနားမှာရှိတယ်sorry okay 4ကဒီနားမှာရှိတယ်အဲ့ဆိုအဲ့ဂျားထဲမှာရောအဲ့ဂျားထဲပဲကြည့်မယ်နော်တခြားဘယ်ဘုံမှမကြည့်ဘူးနော်အဲ့ဂျားထဲမှာဆိုရင်တော့ကျင်းသေးတယ်ကြိုက်တဲ့နေရာကိုဆွဲရ point ရဘာနှ point ဖြတ်တော့တ point စီပဲဖြတ်တယ်ဒီတက်တဲ့ကိုဆွဲတဲ့အချိန်မှာဟာဒီအပေါ်ကအမဲဆက်လေးကိုဖြတ်တယ်ဒီအောက်ကအမဲဆက်မဟုတ်ဘူးအမဲဆက်မဟုတ်ရင်အဲ့လိုအကြည်လေးကကြတော့အဲ့နေမှာ point မရှိဘူးလို့ယူဆရမယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီတက်တဲ့ကိုဆွဲတဲ့အချိန်ကြာရင်လေဟုတ်ပြီနော်ဒီအပေါ်လေးကိုပဲဖြတ်တယ် point ကဒီမှာမဖြတ်ဘူးเนาะဘာဖြစ်လို့တော့ဒီအောက်ကအလုံးမချေထားတာဖြစ်တဲ့အတွက်ကြောင့်
ဒါကြောင့်မလို့ဒီနံပါတ် B ဒီ2နဲ့4ကြားမှာဆိုရင်ကျင်းသေးတယ်ဘာဖြစ်တော့ function ဖြစ်တယ်2နဲ့4ကြားကြိုက်တဲ့နေရာကိုဆွဲချင်တဲ့နေရာကိုဆွဲဘာဖြစ်လို့တော့ တ point ပဲဖြတ်လို့เนาะတ point ထပ်ပို့ပြီးတော့မဖြတ်ဘူးဒါဆိုရင်ဘာဖြစ်ပြီးတော့ function ဖြစ်တယ်ပေါ့နော်နံပါတ် C ဆိုရင်ဖြစ်လာကြည့်လိုက်4နဲ့6ကြားလို့ပြောတယ်အဲ့တော့4နဲ့6ကြားဆွဲကြည့်ပေါ့4နဲ့6ကြားဆိုရင်ဟုတ်လားနည်းနည်းတော့မညီဘူးเนาะထားလိုက်เนาะအဲ့တော့ဒီမှာဆိုရင်ကျင်းသေးတယ်ဒီ point ကိုကြည့်ကြတာနဲ့ကျင်းသေးတယ်เนาะဒါဆိုရင်2 point ဖြတ်တယ်ဒီနားဆိုလည်းပဲ2 point ဖြတ်တော့2 point ဖြတ်တယ်ဒါဆိုဒီညက်ဒီကြားဒီပါတော့ function မဖြစ်ဘူး6နဲ့8ကြားဆိုလည်းကျင်းသေးတယ်ဒီမှာကြည့်လိုက်လို့ရတယ်เนาะ6နဲ့8ကြားဆိုလည်းဒီမှာဆိုရင်ဘယ်နှ point နေဖြတ်နေတော့2 point နေဖြတ်နေတယ်2 point နေဖြတ်နေတယ်ဒါကြောင့်မလို့ဘာမှဖြစ်ဘူးတော့ function မဖြစ်ဘူးเนาะအဲ့တော့ function ဖြစ်တာကိုရွေးပါဆိုတော့ကျွန်တော်ဘာပဲရွေးပေးရမလို့ b ကိုပဲရွေးပေးရမယ်เนาะဒါအောက်ကကောင်တော့လွယ်ပါတယ်ဒါအဖြေထုတ်ရုံပဲခွင်းသေးကိုအရင်ရှင်းမယ်လီလီယာဟာလား1 - 5 2 - 16ပေါ့နော်အဲ့တော့အထဲကိုအရင်ရှင်းတော့ဘယ်လောက်ရမလို့ -14 -14 နဲ့ -5 နဲ့မြောက်တော့ကြတော့ဘယ်လောက်ရမလို့ဆိုတော့5 အမြောက်14ပဲနေတာမယ်17နော် +17 17နဲ့70နဲ့1နဲ့ပေါင်းတော့ဘယ်လောက်ရတော့71ပေါ့နော်ဒါကနံပါတ်Dရပါနော်ဒါလေးလွယ်ပါတယ်နော်โอเคနောက်တစ်ခုကကြတော့24ကကြတော့ဘာလဲတော့ two number are represented by m and n နော်အဲ့တော့ကျွန်တော်ဗာလဲဆိုတော့ number နှစ်ခုကိုစားပြုထားတယ်ဗာနဲ့ကိုစားပြုတော့ m နဲ့ n နဲ့ကိုစားပြုတယ်အဲ့တော့ equation ရေးလို့ပြောတယ်5 less than 5ငယ်ပါတယ်တပဲတဲ့ product of two number ကိန်းနှစ်ခုမြောက်ကျွန်တော်ဘာသာပြန်အများနဲ့ပြောရနော်နောက်ကစာယူဘာသာပြန်နော်ကိန်းနှစ်ခုမြောက်ချင်းဤဘယ်နှစနှစ်စအဲ့ဒီနှစ်စထပ်ဘယ်လောက်ငယ်တာ5ငယ်တာအဲ့ဒါအရင်ရေးမယ်နော်အဲ့တော့ကိန်းနှစ်ခုမြောက်မယ်ဆိုတော့ m နဲ့ n ကိုမြောက်တာရဲ့ဘယ်နှစလို့ပြောတော့နှစ်စအဲ့ဒီနှစ်စထပ်ဘယ်လောက်ငယ်တာ5ငယ်တာမလို့5နှုတ်ပေးပြီးမှနောက်ကိုဆက်ကြည့်အဲ့ဒါဒီ is equal to ဆိုတော့ဘာဖြစ်ပါတော့ညီပါတယ်ဘယ်လောက်နဲ့ညီတော့2နဲ့ညီပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အဖြေထည့်ရမှာဒီ 2mn - 5 equal to 2ဆိုတာထည့်ပေးရမယ်အဲ့တော့ဒီ 2mn လေးကိုကျွန်တော်ဒီမှာထည့်မယ်ဒီ equal လေးမှာနော် drag and drop လေးလုပ်ပြီးထည့်မယ်5ကိုဒီမှာထည့်မယ်ပြီးရင်2ကိုဒီမှာထည့်မယ်ပေါ့ဒါဆိုရပြီပေါ့နော်โอเคရမယ်လို့မျှော်လင့်ပါတယ်နော်နောက်25ဒါကြဘာလုပ်ခိုင်းရတော့ဆိုတော့သူရေးခိုင်းတဲ့ equation ကဘာရေးခိုင်းရတော့ -3x + y = 5ပေါ့နော်အဲ့ဒါကိုဘာလုပ်ခိုင်းရတော့အဲ့ဒါကိုဘာလုပ်ခိုင်းရတော့ indicate the 2 point or point 2 point ကိုဘာလုပ်ခိုင်းတာနေရာပြခိုင်းတာအဲ့ point ကိုလိုချင်ကျွန်တော်ပြောပြီးသားဟာလား equation တစ်ခုပေးထားရင် point ကကြားတဲ့လောက်ရှာလို့ရတယ်လို့ကျွန်တော်ပြောပြီးသားเนาะအဲ့တော့ကျွန်တော်ဒီလိုဇယားလေးဆွဲလိုက်မယ်ဟာလားအပေါ်မှာ h တန်ဖိုးထားလိုက်မယ်အောက်မှာ y တန်ဖိုးထားလိုက်မယ်ကိုထားခြင်းတဲ့ point ကိုထားလို့ရတယ်ကျွန်တော်လွယ်လွယ်ကူကူထားလိုက်မယ်ကဲ h တန်ဖိုး0ဆိုပါစို့ h တန်ဖိုး0ဆိုရင် height မြင်မှာ h တန်ဖိုးအစားသွင်း0ဆိုရင်မရှိတော့ဘူး y = ဘယ်လောက်ရမလို့5ရမယ်ဒါကြောင့်မလို့ကျွန်တော်တစ် point ရသွားပြီ h တန်ဖိုး0သွင်းရင် y တန်ဖိုး5 0.5 ဆိုတဲ့ point တစ် point ရမယ်โอเคเนาะအဲ့တော့နောက်တစ်ခုကြက်တာသွင်းလို့ရတယ်เนาะကြက်တာသွင်းကျွန်တော်အခုမှကဲလို့ဆိုပါစို့ကျွန်တော်2သွင်းနေဆိုပါစို့3 2 4 6 over သွားတော့ဘာလို့သွားပေါင်းမယ်ဘယ်လောက်ရမလဲ17ဒါဆိုရင်ကျွန်တော်ဘယ်လောက်ရမလဲ2.11 2တွေမဟုတ်เนาะကိုကြက်တာသွင်း1သွင်းလည်းရတယ်ဟာလား8တန်မို့1သွင်းလို့ဆိုဘယ်လောက်ရမလဲ y တန်မို့2ရမယ်ပေါ့အစရှိသဖြင့်ကြိုက်တဲ့လောက်သွင်းသွားလို့ရတယ်เนาะအဲ့တော့ तू ကဘာမှ2 point ကိုပဲဘာလို့ခိုင်းတာတော့ရှာခိုင်းတယ်ရှာပြီးဘာလို့ခိုင်းတာနေရာချခိုင်းတာအဲ့တော့ကြီးကြီးကြိုင်တော့ဘာလို့ကမှာတော့ကလေးလေးထောက်လိုက်ရပြီပေါ့เนาะကလေးလေးထားပေးရမယ်ဆိုတော့ကျွန်တော်တို့ကဟာလား mouse လေးကိုရွှေ့ပြီးတော့ကလေးလေးချပေးလိုက် 0.5 ဆိုတဲ့1 point ရယ်နောက်ကျွန်တော်ပါစားတယ်နော် 0.5 ဆိုတဲ့1 point ရယ် 2.11 เนาะဟာလား2ထည့်တဲ့ခါမှာ3နဲ့6တစ်ဖက်သွားပေါင်းတော့11 h တန်ဖိုး2မှာ y တန်ဖိုး11ဆိုတော့လောက်မှရှိမှာပေါ့เนาะဒါပေမဲ့ဒီပုံမှာဒီလောက်ပဲပေးထားတယ်ဆိုတော့ 2.11 ထည့်ထားတဲ့စာရင်ကျွန်တော်ဗာထည့်တာပိုကောင်းတယ်ဆိုတော့ 1.2 ထည့်တာကပိုပြီးတော့အဆင်ပြေမယ်เนาะဟာလား1.2 ကနည်းနည်းလွယ်နေတာလားဆို sorry ဘယ်လား1 ဆို2မရအောင်เนาะ sorry 1 ထည့်တယ်ဆိုရင်3တက်ဒီ3တော့8ရမယ်เนาะ1.8ရမယ်เนาะအဲ့တော့1.8ကတော့ပို့ပြီးတော့ဗာဖြစ်ပါတော့အဆင်ပြေပါတယ်ပေါ့เนาะဘာဖြစ်လို့ဆိုတော့2.11ဆိုရင်ဒီပုံထဲမှာ11ကမရှိတာဖြစ်တဲ့အတွက်ကြောင့်ပေါ့เนาะအဲ့တော့1.8ထည့်တာတော့ပို့ပြီးတော့အဆင်ပြေတယ်เนาะနောက်တခြားပါထည့်လို့ရအောင်တော့ -1 လောက်ထည့်လဲရမယ်ထင်တယ်နော် -1 ထည့်ရင်ဒီဘက်က -- ဆိုတော့ plus တစ်ဖက်တော့ minus ဆိုတော့ y တန်ဖိုးဒီဘယ်လောက်ကျန်မလို့ဆိုရင်y တန်ဖိုးဒီ plus တစ်ဖက်တော့ minus ဆိုတော့ y တန်ဖိုးဒီဘယ်လောက်ကျန်မလဲ2ကျန်မယ်နော်အဲဆို -1.2 ဆိုလဲအဆင်ပြေပါတယ်နော် okay ရမယ်လို့မျှော်လင့်ပါတယ်နော် okay နောက်တစ်ခုကကြတော့ဒါလေးကတော့8တန်ဖိုးပါတော့ -4 အစားသွင်းဒီအဆုံးကတော်တော်လွယ်လို့ပြောရမယ်နော်အဲ့တော့ကျွန်တော်တို့ဒီ -4 နဲ့ထပ်ဆိုတော့4 4 4 16တွေက4ကိုနှုတ်4နဲ့စားအပေါ်က12ကို4နဲ့စားတော့4 3 12ဘယ်နာလွယ်နေပြန်ပြီအော် sorry အောက်က -4 เนาะအဲ့တော့4 3 12ဆိုတော့အဖြေဒီဘယ်လောက်ရမလဲ -3 ရမယ်เนาะဒီနေ့တော်တော်အိတ်ချင်နေ
okay အဲ့ဒါဆိုရင်နောက်တစ်ခုကဒီမှာဒီ circuit graph ပေးထားတယ်ပေါ့နော်အပေါ်က circuit graph ပေးထားတယ်စုစုပေါင်းအသုံးစိတ်က43123တဲ့အဲ့ဒါဆိုရင်ဘာလို့ကျွန်တော်တို့ manufacturing ဘယ်လောက်သုံးလဲတဲ့ manufacturing ကဘယ်လောက်တော့ 15% ဒါဆိုကျွန်တော်ဗာနဲ့မြောက်လိုက်ရပြီတော့ 15% နဲ့ total နဲ့ပေါ့နော်43123 percent နဲ့ကိုပြောက်ချင်းကျွန်တော်ဗာနဲ့စားမလို့100နဲ့စားမယ်နော်အဲ့တော့ကျွန်တော် 0.15 နဲ့43123နဲ့မြောက်လိုက်ရင်6318ဆိုတာရတယ်နော်နံပါတ် B ဆိုတာရတယ်နော်မခတ်ပါဘူးနော် okay 28ကကြတော့ဗာလဲဆိုတော့ in order to calculate the value of the measurement y နဲ့ y ကိုတွက်ဖို့ရအတွက်ဆိုရင် the difference between initial measurement and 5ဟာလားdifferent လို့ပြောတာဘာလို့ပြရမှာတော့ခြားနာခြင်းဆိုဘာလို့ပြရမှာနှုတ်ပြရမှာဘာနဲ့နှုတ်ပြရမှာတော့ 8 နဲ့ 5 နဲ့ကိုနှုတ်ဆိုတော့ 8 ထဲကနေကျွန်တော်5ကိုနှုတ်လို့ရတဲ့ကောင် must be divided by the square of 8 8ဘယ်နှထက်နဲ့စားလို့ပြောတော့8နှစ်ထက်နဲ့ဘာလို့တော့စားပါလို့ပြောတယ်ဒါဆိုပြီးသွားပြီပေါ့အဲ့တော့အဖြေမှန်ကဘယ်ကောင်ဖြစ်မလို့ h - 5 over 8 square ဆိုတော့ c ပေါ့ရမယ်နော်အရင်ဆုံးသူကဘာလို့ y ကိုတွက်ဖို့ရအတွက် difference between initial measurement h and 5 h နဲ့ 5 နဲ့ကိုဘာလို့8နဲ့ 5နဲ့ကို difference ဆိုတော့ခြားနာခြင်းဆိုတော့နှုတ်လို့ရတဲ့အဖြေကို divided by the square of 8 square နဲ့စားလို့ပြောတာဖြစ်တဲ့ကြောင့်ဟာလား 8 square နဲ့စားပြီးလိုက်ရင်ကျွန်တော်တို့လိုချင်တဲ့အဖြေရပါတယ်ပေါ့နော် okay 29 over the period of 5 business day ကြံခဲ့တဲ့9ရက်အတွက်သူရပါတော့ဝင်ငွေရဒီလောက်ရှိရပါပတ်စံတည်းဒီလောက်ကျန်တယ်ပေါ့နော် balance ကဒီလောက်ကျန်တယ်ပေါ့ means balance ကိုလိုချင်တာအဲ့တော့ means ကိုလိုချင်ဘာလို့မလို့စုစုပေါင်းကိုဒီအရေးအတွက်နဲ့စား143.2အပေါင်း210.5အပေါင်း180.5အပေါင်း800.65အပေါင်းပြီးတော့ခွန်အဲ့ဒီအားလုံးကိုပေါင်းပါနဲ့စားမလို့ဆိုတော့9နဲ့စားမှာပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လောက်ရမလို့423.9ရတယ်နော်နံပါတ် C ပေါ့နော်โอเคဒါလေးတော့ရမယ်ထင်ပါတယ်နောက်တစ်ခုကြတော့ဗာမေးရတော့ဆိုတော့ which of the following is a graph of the equation နဲ့ဒီမှာ graph ရွေးခိုင်းတာနော်အဲ့ဒါမျိုးရွေးခိုင်းနေဆိုရင်ကျွန်တော်တို့အဲ့ပေးထားတဲ့ equation ကိုလေဘယ်လိုပုံစံပြောင်းမလဲဆိုတော့ slope intercept form ဖြစ်အောင်ပြောင်းလိုက်တာပို့ပြီးလို့ရနော်အဲ့တော့ slope intercept form ဖြစ်အောင်ပြောင်းမယ်ဆိုရင်ကျွန်တော်ဗာရမလဲဆိုတော့ -4y ကိုကျွန်တော်ထားခဲ့မယ်-2x + 10ပေါ့နော်ဒီလိုဖြစ်သွားမယ်အဲ့တော့ကျွန်တော်ဗာနဲ့စားမယ်တော့နှစ်ဖက်လုံးကို-4နဲ့စားမယ်နော်အဲ့တော့-4နဲ့စားတော့ y = 1/2h ဖြစ်သွားမယ်2နဲ့4နဲ့စားတာဆိုတော့-ကကြေသွားမယ်နောက်တစ်ခုက -5 နဲ့10/5 ဆိုတော့ကျွန်တော်တစ်ခါရေးလိုက်မယ်5/2လို့ရေးလိုက်မယ်နော်โอเคအဲ့ဒါဆိုကျွန်တော်သိထားမှာစလုတ်တန်ဖိုးကဘာရတော့စလုတ်တန်ဖိုးက 1/2 y intercept တန်ဖိုးက-5/2 -5/2ဆိုတော့အနည်းဆုံးဆို 2.5 ပေါ့နော်-2.5အဲ့တော့စလုတ်ကအပေါင်းဖြစ်ကြမယ်အဲ့တော့ဒီကောင်ကြည့်မယ်ဆိုရင်လည်း A ဟုတ်သလားဟုတ်တယ်စလုတ်ကဘာဖြစ်တော့အပေါင်းဖြစ်တယ်ပြီးတော့ y intercept ကရော-2.5ဟုတ်သလားဟုတ်တယ်အဲ့ဒါဆိုဒီကောင်မှန်ပြီပေါ့အဲ့တော့နောက်တစ်ဆက်စစ်လို့ရတာဒီမှာသူ point ဖြတ်ထားတာကြည့်လိုက်5.0 ကိုဖြတ်ထားတယ်အဲ့တော့8တန်ဖိုး5သွင်းတဲ့အခါမှာ y တန်ဖိုးဘယ်လောက်ရတော့0ရတယ်ကွက်တီပဲเนาะအဲ့နေရာမှာ5အစားသွင်း y တန်ဖိုး0เนาะโอเคဒါကြောင့်မို့ level A ကမှန်သွားပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဘာလို့ရလဲဆိုတော့ပေးထားတဲ့ equation တွေကို slope intercept form ဖြစ်အောင်ပြောင်းပြီးတဲ့အခါမှာ slope တန်ဖိုးကိုကြည့် y intercept တန်ဖိုးကိုကြည့် slope တန်ဖိုးနဲ့ y intercept တန်ဖိုးသိပြီဆိုရင်ကျွန်တော်တို့ကတခြားအားလုံးဘာလို့ရပြီတော့တွက်လို့ရပြီပေါ့เนาะโอเคအဲ့တော့ slope intercept form slope ကိုကြည့်ပြီဆိုတာနဲ့ slope တန်ဖိုးဒီအပေါင်းလားအနှုတ်လားအပေါင်းဆိုရင်အပေါ်တက်နေမယ်အနှုတ်ဆိုရင်ဒီလိုအောက်ကိုဆင်းနေမယ်ပြီးမှဘာကိုကြည့်မလို့ y intercept ကိုကြည့်ပြီးတော့ဆုံးဖြတ်လိုက်ရင်ရပြီပေါ့เนาะโอเคရမယ်လို့မျှော်လင့်ပါတယ်เนาะအဲ့တော့31ကကြတော့ဘာလို့ခိုင်းတာတော့ဆိုတော့အောက်ပါတော့ဘာလို့ competitive factor ပေါ့နော် factor စာဝင်ခွဲခိုင်းတာစာဝင်ခွဲဖို့ရန်အတွက်ဆိုကျွန်တော်တို့ကသိထားပါသေးတယ်နံပါတ်1ဒီဘာလို့ကမှာတော့ဘုံထုတ်လို့ရရင်ဘုံထုတ်မယ်ဒုတိယအဆင့်ဘာလို့မလို့စာခွဲကိန်းခွဲမယ်နော် quadratic equation တွေပါလာပြီဆိုရင်စာဝင်ခွဲမယ်နောက်ဆုံးခြေစရာရှိတာခြေမယ်ပေါ့နော်အခုကကျွန်တော်တို့အရင်ဆုံးဘုံထုတ်မယ်ဘာကိုဘုံထုတ်လို့ရအောင်ဆိုတော့2နဲ့ h နဲ့ကို2နဲ့ h နဲ့ကိုဘုံထုတ်လို့ရတယ်နော်ဒါကြောင့်မို့ကျွန်တော် 2h ကိုဘုံထုတ်လိုက်မယ် 2h ကိုဘုံထုတ်လိုက်တော့ဘာကျန်တော့ဆိုတော့အရှိမကျန်တာဒီ h square ကျန်တယ်အလဲမှာကျန်တာဒီဘယ်လောက်ကျန်တော့ဆိုတော့ 5h ကျန်မယ်နောက်တစ်ခုကဘာလို့ကျန်တော့ -1 ကျန်မယ်ဟုတ်သလားမသိဟုတ်တယ်နော်ဟုတ်ပြီအဲ့ဆိုရင်နံပါတ် D ပေါ့နော်တခြားထပ်ပြီးတော့ရှင်းလို့မရတော့ဘူးဒီနောက်ကကောင်ကဟာဒီကောင်ဒီquadratic equation အရာစာဝင်ခွဲလို့ဘယ်လိုနည်းနဲ့မှမရတော့ဘူးမရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါပဲရွေးရတယ်ပေါ့နော်နံပါတ် D ပဲရမယ်နော်โอเคရမယ်လို့မျှော်လင့်ပါတယ်နော်
Okay နောက်တစ်ခုကကျွန်တော်ပါတယ်ဆိုတော့ where is the solution set အော်ပြီးဒါတော့ solution အဖြစ်ထုတ်ခိုင်းတာပေါ့အဲ့တော့ကျွန်တော်ဒီမှာရှိတာ -4h ဟိုဘက်က minus ကိုဟိုဘက်က 3h ကိုကျွန်တော်ဒီဘက်ပို့လိုက်တော့ -3h greater than 9 minus 2ပေါ့အဲ့တော့ဒီဘက်ကကျွန်တော်ဒီ -7h greater than 7အဲ့တော့ကျွန်တော်နှစ်ဖက်လုံးပါတယ်စားမလို့ -7 နဲ့စားမယ်အဲ့တော့ကျွန်တော်သတိထားမှဒီကမတိကိန်းအရှိမအနှုတ်ရှိတယ်ဆိုရင်နှစ်ဖက်လုံးကိုဟုတ်ပြီကျွန်တော် minus နဲ့စားတဲ့အခါမှာအလေကောင်ကလက္ခဏာလည်းပဲဖြစ်သွားတော့ပြောင်းသွားရတယ်ဒါကြောင့်ဘာဖြစ်သွားတော့ h less than ဘယ်လောက်ရမလို့ -1 ရမယ်နော်ပြောချင်တဲ့သဘောတရားကနှစ်ဖက်လုံးကိုကျွန်တော်ဘာနဲ့စားရတာတော့ -7 နဲ့စားရတာနော်အဲ့တော့ကျွန်တော်တို့သတိထားမှာကဟလာနှစ်ဖက်လုံးကို minus နဲ့စားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဘာလို့တော့ဒီအလဲမှာရှိတဲ့ sign တွေဒီမှာဖြစ်သွားတော့ပြောင်းသွားရတယ် greater than ဆိုရင် less than ဆိုရင် greater than ကိုပြောင်းသွားရတယ်အဲ့တော့ကျွန်တော်ကလေးတွေကိုကျွန်တော်အလွယ်တင်တယ်ဆိုရင်ဘယ်လိုတင်လဲဆိုတော့မတိကိန်းရှိမှာအနှုတ်ရှိတယ်ဆိုရင်ဘာမှမစဉ်းစားနဲ့တော့နော်အဲ့ဒါဆိုရင်တော့ဟာဒီမတိကိန်းတွေကို sorry ဟာဒီ inequality တွေကိုပြောင်းမလို့လက္ခဏာပြောင်းမယ် greater than ဆိုရင် less than ဆိုရင် greater than ဒါကြောင့်မလို့အဖြေဒီပါရမယ်လို့ h less than -1 ဆိုပြီးတော့ရပါတယ်ပေါ့နော် okay အဖြေတက်တဲ့နည်းတော့ရှိတယ်ဗျကျွန်တော်မပြောတော့ဘူးနော် okay နောက်တစ်ခါဒါကိုရှင်းရင်ဘယ်လောက်ရမလို့ဒါစိတ်နဲ့ရှင်းတော့ရပါတယ်နော်ဒါမှကျွန်တော်ချရေးပေးလိုက်ပါမယ်အဲ့တော့ 8 cube plus 5h minus 5h cube minus ဆိုတော့ plus 2h ဒါဆိုဘယ်လောက်ရမလို့ minus 4h cube plus 7h ပေါ့နော်နံပါတ် A ပေါ့နော် okay ရမယ်လို့မျှော်လင့်ပါတယ်နော်နောက်တစ်ခုဒီပုံပေးထားတယ်အဲ့ဒီပုံမှာမရတော့ဆိုတော့ဟုတ်ပြီဒီပုံမှာဗာမေးရလဲဆိုတော့ the part consists of the rectangular base with two cylindrical container ထားပါမယ်နော်ဒီပုံကြီးမြင်အောက်က rectangular box အပေါ်က cylinder နှစ်ခုပေါ့အဲ့ဒီမှာဘာလို့ကျွန်တော်တော့ဆိုတော့သူ့ရဲ့ volume ကိုလို့ကျွန်တော် volume တော့လွယ်ပါတယ်ဗျာဘာမှတိတ်ဆွေးနွေးကြတော့မလို့ဘူးเนาะအဲ့တော့ volume ကိုလို့ကျွန်တော်ဆိုရင် rectangular box ရဲ့ volume ရဲ့အပေါ်က cylinder နှစ်ခုရဲ့ volume ရဲ့ပေါင်းပေးလိုက်ပေါ့ volume ကိုကျွန်တော် box လို့ပဲရေးလိုက်မယ်เนาะ volume of box နဲ့ volume of cylinder ပေါ့เนาะ cylinder နှစ်ခုနဲ့ box ကကျတော့အလျားမြောက်အနံအမြောက်အမြင့်ဆိုတော့ကျွန်တော်တို့ဒီ1ရယ်5ရယ်2ရယ်မြောက်ပေးလိုက်ရပြီ cylinder ရဲ့ formula cylinder ရဲ့ volume formula ဒီပါရှိကြတော့ pi r square h เนาะအဲ့တော့ pi ရယ် r တန်ဖိုးဒီ 0.5 square ရယ်အမြင့်တန်ဖိုးဘယ်လောက်တော့2ရယ်เนาะဒါဆိုရင်အရှိက9နဲ့4က30အပေါင်းအနောက်က1နဲ့4က4ကိုမှ0.5 square နဲ့မြောက်1အနောက်က pi 30အပေါင်း pi အဲ့တော့30ဒီဘယ်လောက်ရတော့pi ဒီ 3.14 ဆိုတော့ကျွန်တော်တို့အချင်းသေးတယ်အဖြေဘယ်လောက်ရမလဲနံပါတ် D ရမှာပေါ့เนาะဟုတ်ဒါလေးတော့ရမယ်လို့မျှော်လင့်ပါတယ်เนาะokay ပါအဲ့တော့နောက်တစ်ခုကကြတော့35ကျတော့ဗါတော့ little league team is holding a raffle ဟုတ်ပြီဘာလို့ဒါတော့ may night တယ်ပေါ့နော် any person may enter the raffle up to 3 times တယောက်ကိုဘယ်နှခါပါလို့ရတော့3ခါပါလို့ရတယ်ပြောချင်တဲ့သဘောတရားက may night မဲ့ဟဲ့အဲ့တော့တယောက်လူတယောက်ကိုမဲပဲနာမည်ထည့်လို့ကိုယ်နာမည်ကိုဘယ်နှခါရေးထည့်လို့ရတော့3ခါရေးထည့်လို့ရတယ်လို့ပြောတယ်ပြောချင်တဲ့သဘောတရားနော်ဟုတ်ပြီအဲ့တော့အဲ့လိုပြောချင်တာတော့ဆိုတော့မဲဘုံကြီးတစ်ဘုံရှိမယ်အဲ့ဒီမဲဘုံကြီးထဲမှာဒီမှာစုစုပေါင်းလူကြီးဘယ်လောက်တော့လူကြီး45ယောက်လာပြီးတော့လာခဲ့ကြပြီးရင်ကိုယ်နာမည်ကိုတယောက်ကိုဘယ်နှခါရေးထည့်မလို့3ခါရေးထည့်ပြီးတော့အဲ့ဒီမဲဘုံတွေကိုထည့်လို့ပြောတာဟုတ်ပြီနော်လူ45ယောက်3ခါဆိုတော့ဘယ်နှမဲရှိစုစုပေါင်းမဲဘယ်နှမဲရှိလဲသိချင်တယ်ဆိုရင်45ကို3နဲ့မြောက်လိုက်ပေါ့ဟုတ်ပြီနော်135မဲလောက်ရှိမှာပေါ့โอเคအဲ့ဒါဆိုရင်မဲကလည်း135မဲလူကတော့ဘယ်နှယောက်လဲတော့45ယောက်နော်โอเคအဲ့တော့ what is the probability that any given person will win the raffleကိုအဲ့ဒါတော့ဟာလာ99ကြီးမဲပေါင်း9ကြီးပေါ့နော်မဲပေါင်း9ကြီးကိုလိုချင်တာအဲ့ဒါဆိုရင်ကျွန်တော်ကိုပဲစဉ်းစားလိုက်မယ်ဆော့ပြောတယ်ဟာလားဆိုတော့ကျွန်တော်တို့45ရောက်ထဲမှာကျွန်တော်တို့တယောက်ပါတယ်ဆိုပါဆိုကျွန်တော်ပါတယ်ဆိုပါဆိုဟာလားကျွန်တော်မဲအဲ့ထဲမှာမဲဘုံထဲမှာမဲပဲနေမဲရှိရတော့မဲ3မဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့လိုချင်တာကိုတီးမယ်ဆိုတော့3ကိုတီးမယ်ကို့အတွက်ကမဲ3မဲရှိတာကိုစုစုပေါင်းပဲနေမဲရှိတာတော့စုစုပေါင်းဒီ45အမြောက်3မဲရှိတာဟုတ်နော်ဒါဆို3နဲ့3နဲ့ကြည့်တော့ဘယ်လောက်ရမလို့1/45ပေါ့ probability ဒီဘယ်လောက်ရမလို့1/45ရပါမယ်ပေါ့နော် okay ရမယ်လို့မျှော်လင့်ပါတယ်နော်โอเคဒါလေးကိုကျွန်တော်ဖြတ်လိုက်ပါပြီเนาะအဲ့တော့ဒီမှာကျတော့ဗာပေးထားလဲဆိုတော့36မှာကျတော့ consider this the rational number အောက်မှာဒီကိန်းတွေအဲ့လိုထားတော့ပေးထားတယ်ပေါ့เนาะโอเคအဲ့ဒီမှာဘာလို့ခိုင်းတာတော့ဆိုတော့သူကငယ်ဆုံးနဲ့ဗာတော့အကြီးဆုံးနှားရှင်းခိုင်းတာပေါ့เนาะအစင်တိုင်းရေးခိုင်းတာပေါ့เนาะအဲ့တော့ငယ်စဉ်ကြည့်လိုက်ရေးခိုင်းတာပေါ့အဲ့တော့ကျွန်တော်တန်ဖိုးတွေရေးလိုက်မယ်ဒီကောင်စီ 0.73
တချို့စိတ်နဲ့တွက်နေရပါတယ်နော်2 over 3ဆိုရင်ကျွန်တော်တို့အနည်းဆက်ဆုံးဘယ်လောက်ရမလဲ0.666ပေါ့နော်ဒါကြောင့်67လို့ယူလိုက်လဲရတယ်ပေါ့နော်1 over 4ဆိုရင်ဒါ0.25ဗျာဒါ2ဗျာအဲ့တော့ငယ်စဉ်ကြည့်လိုက်စီပါဆိုအငယ်ဆုံးစီ0.25ပြီးရင်0.67ဆိုရဲကောင်းလာမယ်ပြီးရင်0.73လာမယ်ပြီးရင်2လာမယ်အဲ့တော့အတိုင်းဆင်းလိုက်ပေါ့နော်အဲ့တော့0.25ဒီဘယ်လောက်တော့1 over 4ပေါ့နော်အဲ့တော့1 over 4လာမယ်ပြီးရင်0.67ဖြစ်တဲ့2 over 3လာမယ်ပြီးရင်0.73ပြီးမှ2လာမယ်ပေါ့အဲ့ဒါကိုရွေးပြလိုက်ရပြီပေါ့နော်အဲ့တော့ဘယ်ကောင်ဖြစ်မလို့ဒီကောင်ဖြစ်မယ်ပေါ့နော်โอเคโอเคနောက်တစ်ခုက30နဲ့ခွန်ဒါကတော့လွယ်ပါတယ် -6.0 ပဲနားမှာရှိတော့ဒီနားလောက်မှာရှိရယ်နော် sorry ဒီနားလောက်မှာရှိမယ်နော်ဒါလေးရရမယ်လို့ညွှန်နေပါတယ်နော်နေရာလေးချပေးလိုက်ရပြီအော် sorry -6 comma တော်တော်ပြောပြီ-6.0 8တန်ဖိုးက-6 y တန်ဖိုးက0ဒီနားမှာရှိမယ်နော်โอเคနောက်တစ်ခါကျတော့ဒါကိုတက်ပါလို့ပြောတယ်ကျွန်တော်တို့ဒီခါမှာဒီ power တင်ပါလို့နော် power ချင်းချင်းမြောက်မယ်နော်အဲ့တော့4 power အပေါ်က1 over 3နဲ့1 over 2နဲ့မြောက်တော့ဘယ်လောက်ရမလို့ sorry 4 power 1 over 6ဆိုပြီးရမယ်နော်โอเคရမယ်လို့ညွှန်နေပါတယ်39 39မှာပြောထားလဲဆိုတော့ a local grocery store တခုမှာတဲ့ဟာလား13 ounce box of pasta that usually sell 2.5အဲ့တော့73 ounce ရှိတဲ့ကောင်ကို 2.5 နဲ့ရောင်းနေပေါ့အဲ့ဒါအခုရောင်းနေတဲ့ဘယ်လောက်နဲ့ရောင်းနေတာတော့ဆိုတော့ 1.3 နဲ့ရောင်းနေ discount ချပြီးရောင်းတာက 1.38 နဲ့ရောင်းနေပေါ့အဲ့ဒါဆိုသူလိုချင်တာကဘာလို့ကျွန်တော်လဲဆိုတော့ in terms of price per ounce เนาะတတိထားနော် price per ounce တစ် ounce ကိုဈေးနှုန်းဘယ်လောက်ရော့သွားတယ်လဲလို့လိုချင်တာနော်ဈေးနှုန်းဘယ်လောက် short ပေးလိုက်တာတော့လိုချင်တာအဲ့တော့ကျွန်တော်တို့အရင်ဆုံးဈေး short တာသိချင်တယ်သူ့မူလာချောင်းဈေးက 2.5 အခု short တာဘယ်လောက်တော့ဟိုဒါ1.38ဒီနော်အဲ့တော့ဈေးဘယ်လောက် short လဲသိချင်တယ်ဆိုရင်ကျွန်တော်မလုပ်မလို့ 2.5 ထဲကနေပြီးတော့ 1.38 ကိုနှုတ်လိုက်ရင်ရပြီလေနော်အဲ့တော့ကျွန်တော် 2.5 ထဲကနေပြီးတော့ 1.38 ကိုနှုတ်လိုက်ရင်ဘယ်လောက်ရတော့ 1.12 ဒေါ်လာဆိုပြီးရတယ်ဒါပေမဲ့ဒီကောင်ဒီဘယ်လောက်စားတော့ပါ13 အောင်စားအတွက်အခုလိုချင်တာဘယ်လောက်အောင်စားတော့တောင်အောင်စားမှာဘယ်လောက်လဲတောင်အောင်စားမှာဘယ်လောက်လဲသိချင်တယ်ဆိုရင်ဘာလို့မလို့73နဲ့စားပေးလိုက်ပေါ့အဲ့တော့ 1.12 ကိုကျွန်တော်ဗာနဲ့စား73နဲ့စား73နဲ့စားတဲ့အချိန်ကျရင်ရတာဒီဘယ်လောက်ရအောင်ဆိုတော့ 0.08615 ဒေါ်လာဆိုပြီးရမယ်ဒါဆိုဘယ်လောက်တော့ပါ1 အောင်စားအတွက်ရမယ်ဒါပေမဲ့သူကဗာနဲ့ပြချင်တာစန့်နဲ့ပြချင်တာအဲ့တော့ဒေါ်လာကိုစန့်ကျောင်းတော့ကျွန်တော်ဗာနဲ့ပြန်မြောက်မလို့100နဲ့ပြန်မြောက်မယ်100နဲ့မြောက်ရင် 8.615 cent ဆိုပြီးရမယ်ပေါ့နော်အဲ့တော့အနည်းဆုံးယူမယ်ဆိုရင် 8.6 ကိုယူလို့ရပါတယ်ပေါ့နော်သူက near less 10လို့ပြောရနော်ဒါသမနောက်တနေရာထိယူပေးပါလို့ပြောရနော်โอเคဒါလေးတွေမိကုန်းတခြားမဖတ်တဲ့ကလေးတွေကတော့မှားတတ်တယ်ပေါ့နော်မိကုန်းဖတ်တဲ့ကလေးတွေကတော့မမှားပါဘူးနော်40 cosmetic တစ်ခုမှာ18ခုကပါတော့ free simple 18ခုကပါတော့ free simple အနေနဲ့ထားပေးထားတယ်ဒီပုဒ်စာလေးအရင်ကောင်းတယ်နော်အဲ့တော့အဲ့ဒီ18ခုထဲမှာ12ခုကပါတော့ large company ကနေပါတော့ထုတ်တာ10ခုကကြတော့ magazine ကနေ recommend ပေးထားတယ်6ခုကကြတော့ company ကြီးကလည်းထုတ်တယ် magazine ကလည်း recommend ပေးထားတယ်အဲ့ဒါသူလိုချင်တာကဘာလိုချင်တာတော့ company ကမထုတ်တော့မထုတ်ဘူး magazine ကနေပြီးတော့ recommend ပေးတဲ့ကောင်ကိုဘာလုပ်ခိုင်းတာရှာခိုင်းတာအဲ့ဒါမျိုးဆိုကျွန်တော်ဗာနဲ့တွက်သင်လဲဆိုတော့ကျွန်တော်တို့ကတော့ vendor circle လို့ခေါ်ရတယ်တင်တယ်နော်ကျွန်တော်နာမည်တော့နည်းနည်းမှားမယ်တင်တယ်နော်ထားပါတော့အဲ့ circle နဲ့တွက်သင်တယ်ပေါ့နော်စဝိုင်းလေးဆွဲပြီးတွက်သင်တယ်အဲ့တော့ကျွန်တော်ဒီမှာစဝိုင်း2ဝိုင်းဆွဲလိုက်မယ်စဝိုင်း2ဝိုင်းဆိုရင်အရောက်မတူအောင်ဆွဲလိုက်မယ်နော်စဝိုင်း2ဝိုင်းကိုထပ်ပြီးဆွဲလိုက်မယ်โอเคအဲ့လိုရှိပြီအဲ့ဒါဆိုကျွန်တော်အနီကိုကျွန်တော်သတ်မှတ်လိုက်မယ်အနီကိုကျွန်တော်ဘာလို့သတ်မှတ်လိုက်မလဲဆိုတော့ produce by large company ပေါ့နော်ထားပါတော့ဗျစာအရှိကြီးမေးချင်တော့ကျွန်တော် A လို့ပဲရေးလိုက်တော့မယ်နော်အဲ့တော့ company အကြီးကိုအတွက်ကိုကျွန်တော်ဟလား company large company ကို A လို့သတ်မှတ်မယ်ဗျနော်ပြီးတော့ magazine က recommend ပေးတာနော် recommend by a magazine ကိုကျတော့ကျွန်တော် B လို့ပေးလိုက်မယ်ဗျနော်အဲ့တော့ဒါကြီးက A ပေါ့ဒီဘက်ကဟာက B ပေါ့ဟုတ်ပြီနော်အဲ့တော့သူတို့နှစ်ခုတူတာဘယ်လောက်တော့ဒီအလဲမှာဒါကိုအဓိပ္ပာယ်ပြောရမယ်ဆိုရင်ဒီဘက်ချမ်းဓာတ်တစ်ခုလုံးက A ဓာတ်တစ်ခုလုံးက B ဒီအလဲမှာရှိတာကကျတော့သူတို့နှစ်ခုထပ်တူကြတယ်သူတို့နှစ်ခု intersect ဖြစ်တယ်နှစ်ခုသလုံးအတွက်မှန်တာကိုကျတော့ဒီအလဲမှာထားမယ်โอเคနော်โอเคဒါဆိုဆက်ကြည့်အောင်
အဲ့တော့သူပြောတာကျွန်တော်ပြန်ပြီးဒီထဲမှာထည့်ကြည့်အောင်စုစုပေါင်းဘယ်နှခုရှိရတော့ total ကဘယ်နှခုရှိရမလဲ18ခုရှိရမယ်အဲ့တော့ကျွန်တော်တို့သိထားမှာဗာနဲ့ပေါင်းရင်တော့ A နဲ့ B နဲ့ပေါင်းရင်ဘယ်လောက်တော့18ခုစုစုပေါင်းနော်စုစုပေါင်းအားလုံးအပေါင်းဘယ်လောက်တော့18ခုရှိရမယ်โอเคအဲ့တော့သူပြောထားတာကြည့်အောင်ပါတော့12ခုကဘယ်ဟာထုတ်တော့ company ကြီးကထုတ်တယ်အဲ့ဒါကျွန်တော်တို့သိထားမှာဒီဟာဒီ A အထဲမှာရှိရမှာကစုစုပေါင်းဘယ်နှခုတော့12ခုဟာဒီအပြာထဲမှာရှိရမှာကစုစုပေါင်းဘယ်နှခု10ခုဒီ6ခုကကြတော့ company အကြီးကလည်းထုတ်တယ် magazine ကလည်း recommend ပေးတယ်ဆိုတော့အဲ့ဒီ6ခုကဘယ်ထဲမှာရှိရမှာတော့သူတို့နှစ်ခုတူတဲ့ထဲမှာရှိရမယ်ဒီထဲမှာ6ခုရှိရမယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီအနီထဲမှာရှိရမှာကဆိုတော့ကျွန်တော်ပြောတယ် A ဒီအနီထဲမှာရှိမှာဘယ်နှခုလို့ပြောတော့12ခုဒါကြောင့်မလို့ကျွန်တော်တို့ဒီအခုကြည့်မယ်ဆိုရင်ဟာဒီအနီထဲမှာဘယ်နှခုဝင်သွားပြီတော့6ခုဝင်သွားပြီဟုတ်ပြီနော်ဒီအပြာလေးကိုဖျောက်ကြည့်လိုက်ပြန်ဖျောက်ပြင်မယ်နော်ဒီအပြာလေးကိုဖျောက်ကြည့်လိုက်အဲ့ဆိုအနီထဲမှာ6ခုရှိသွားပြီနော်โอเคအဲ့တော့နောက်ထပ်ဘယ်နှခုထပ်လို့မလို့နောက်ထပ်6ခုထပ်လို့မယ်အဲ့ဒါကတော့အနီစာဝိုင်းထဲမှာဘယ်လောက်ဖြစ်သွားပြီတော့12ခုဖြစ်သွားပြီအဲ့ဒီအပြာဘက်ကိုကြည့်မယ်အပြာဘက်ကိုကြည့်မယ်ဆိုရင်အပြာထဲမှာစုစုပေါင်းဆိုတော့ဘယ်နှခုရှိရမယ်ပြောထားတော့အပြာထဲမှာ10ခုရှိရမယ်လို့ပြောထားတယ်အဲ့တော့ကျွန်တော်တို့ဒီနောက်ထပ်ဘယ်နှခုပဲလို့မလို့နောက်ထပ်4ခုပဲလို့မယ်ဟုတ်လားပြန်ဆက်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီအနီကိုဖျောက်ကြည့်လိုက်မယ်6နဲ့4နဲ့ပေါင်းရင်10အဲ့ဒါနော်အပြာထဲမှာဘယ်နှခု10ခုဒါဆိုရင်သူပေးချက်အားလုံးပါဖြစ်သွားပြီတော့မှန်သွားပြီနော်ဟာဒီအနီအတွက်ကစုစုပေါင်းဘယ်နှခု12ခုအပြာအတွက်ကစုစုပေါင်းဘယ်နှခု10ခုသူတို့နှစ်ခုတူတာဘယ်နှခု6ခုโอเคအဲ့တော့ဟုတ်ပြီနော်ရမယ်နော်ဒီထိရမယ်နော်โอเคအဲ့ဒါဆိုသူဘာလို့ကျွန်တော်တို့how many die not A မဟုတ်ဘဲနဲ့ပါတော့ B ပဲရှိတာဆိုတော့ဘာဖြစ်မှာတော့ A မဟုတ်ဘဲနဲ့ B ပဲဆိုတော့ B ထဲတီးတန့်ရှိတဲ့သူ B ထဲမှာတီးတန့်ရှိတာကိုလို့ကျွန်တော် B ထဲမှာတီးတန့်ရှိတာဒီဘယ်နှခုဖြစ်မလို့4ခုပေါ့ခဏလေးเนาะကျွန်တော်တခုခုမှားနေတယ်လို့ခံစားနေရတယ်66 12 ဟိုဘက်က6 4 10စုစုပေါင်းဘယ်နှခုရှိရမှာတော့18ခုရှိရမှာ6နဲ့4 12နဲ့4နဲ့ပေါင်းရင်16ခုပဲဖြစ်နေတယ်စုစုပေါင်း18ခုမဖြစ်ဘူးဖြစ်နေတယ်เนาะသူပေးကြမြန်တခုလွယ်နေသလားမသိဘူးခဏလေးကျွန်တော်အဖြေလေးတစ်ချက်ကြည့်လိုက်မယ်เนาะနံပါတ်40နံပါတ်404ခုလို့တော့ပြောတယ်4ခုအဖြေရတော့မှန်တယ်เนาะဆိုတော့နောက်အဲ့ဒါစုစုပေါင်း18ခုဆိုတဲ့နေရာမှာလွယ်နေတာဖြစ်မယ်เนาะဟုတ်တယ် Venn diagram နော် Venn diagram လို့ခေါ်ပါတယ်40ဟုတ်တယ်အဲ့ဆိုဒီမှာသူပေးထားတာလွယ်တာနေမှာပါနော်18ခုမဟုတ်ဘဲနဲ့အမှန်တကယ်ကတော့စုစုပေါင်းဘယ်နှခုဖြစ်တဲ့နော်စုစုပေါင်း16ခုဖြစ်တင်ပါတယ်နော်16ခုပဲဖြစ်တင်ပါတယ်နော်ဘာလို့တော့ဒီမှာတွက်ကြည့်တဲ့အခါမှာစုစုပေါင်းဘယ်နှခုပဲရှိတော့16ခုပဲရှိတာဖြစ်တဲ့အတွက်ကြောင့်နော်โอเคဒါကြောင့်မလို့ကျွန်တော်တို့မရမယ်နော် level A နော် level A ဒီ4ခုရမယ်နော်โอเคအဲ့တော့ဒီလိုမျိုး Venn diagram လို့ခေါ်တယ်နော်ဒါလေးဆွဲပြီးတော့တွက်တာဒီပို့ပြီးတော့လွယ်ကူပါတယ်နော်โอเคနောက်တစ်ခု41ကကြတဲ့ဗာပေးထားတော့ linear function ပေးထားတယ် f(x) ကအပေါ်မှာပေးထားတယ်နော် linear function ဒီမှာsorry ဒီမှာ g(h) နော် g(h) linear function တစ်ခုပေးထားတယ် f(x) ကဒါလို့ပေးထားတယ်အဲ့ဒါဆိုဘယ်ဟာမှန်တယ်လဲဆိုတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဗာတော့ the values of f(x) is larger than the values of g(h) when h equal to 0 8တန်ဖိုး0မှာဆိုရင် f(x) ကကြီးရတယ်ဟုတ်သလားကြည့်တာ8တန်ဖိုး0ထက်အဲ့ဒါဒါကြီးက0ဖြစ်သွားပြီအဲ့ဆို f(x) တန်ဖိုးဘယ်လောက်ရတော့5ဒီမှာကျတော့8တန်ဖိုး0ဆိုရင် GOH ကဘယ်လောက်တော့9 GOH ကကြီးတာနော်ဒါကြောင့်မလို့သူဒီမှားတယ်ပေါ့အဲဒီမှာကျတော့ဗာပြောထားတော့8တန်ဖိုး0ဖြစ်တဲ့အချိန်မှာ f(x) က GOH ထက်ငယ်တယ်တဲ့မှန်တယ်နော်ဒါဆိုရင်တော့ယူလို့ရပြီနံပါတ် B လို့ယူလို့ရပြီကျွန်တော်တော့ဆက်မပြောတော့ဘူးနော်ကိုပေါ့ဆက်ကြည့်လိုက်ပေါ့နော်โอเคနောက်တစ်ခုကကျတော့42ကကျတော့ဗာတော့ h တန်ဖိုးဘယ်လောက်လဲတဲ့အဲ့တော့ h ကိုလိုချင်ဘာလို့မလို့ဒီ2နဲ့တစ်ဖက်ကိုသွားမြောက်လိုက်ပေါ့နော်အဲ့တော့ h - 5 equal to ဘယ်လောက်ရမလဲ 2h ပေါ့အဲ့တော့ 8 ကသွားနှုတ်လိုက်ပေါ့ -5 equal to ဘယ်လောက်ရမလဲ 2h တန်နဲ့8ကိုနှုတ်တော့ဘယ်လောက်ရမလဲ h တန်တယ်ပေါ့နော်ဒါကြောင့် h equal to ဘယ်လောက်ရတော့ -5 ပေါ့နော်အဖြေဒီ level B ပါနော် okay ရမယ်လို့မျှော်လင့်ပါတယ်ဒါလေးပေးထားတယ် the figure represent the first 100 minute နော်ပထမဆုံးမိနစ်100 Johnson family summer road trip ပေါ့နော်သူတို့ခီးထွက်တဲ့ဟာကိုပေးထားတယ်အဲ့တော့အောက်ပါတော့မှဘယ်ဟာမှန်တယ်လဲပေါ့Their family began driving at a steady rate for
about 40 minutes and then stop for the day လို့ပြောတယ်အဲ့တော့ဒီမှာပြောထားတာကပထမဆုံးမိနစ်40ကိုဟာလားပုံမှန်နှုံးထားနဲ့မောင်းတယ်မောင်းပြီးတော့တနေ့လုံးချက်သွားတယ်လို့ပြောတယ်မဟုတ်ဘူးเนาะကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ဒီ graph ဒီပထမမိနစ်40အတွက်ကဟုတ်တယ်ပုံမှန်နှုံးထားအတိုင်းမှာတစ်ဖြည်းဖြည်းနဲ့မောင်းလာတယ်မောင်းရင်တော့ဘာဖြစ်သွားတော့အရှိန်ရတစ်ဖြည်းဖြည်းတက်လာတယ်เนาะဟာလားဒါကို constant speed လို့ခေါ်တာပေါ့เนาะဟုတ်ပြီအဲ့ကောင်တစ်ဖြည်းဖြည်းမောင်းတက်လာတယ်မောင်းတက်ပြီးဒီနားမှာမိနစ်40နဲ့မိနစ်80အကြာမှာကျတော့သူတို့မိုင်တက်သွားတာလားမိုင်မတက်သွားဘူးเนาะမိုင်မရွေ့သွားဘူးပြောချင်တဲ့သဘောတရားကမိနစ်40နဲ့မိနစ်60ကြာမှာမိုင်တန်ဖို့မတိုးလာဘူးဆိုတာကဒီသူတို့ဒီဖြစ်နေရတော့သူတို့ကားရက်နေလို့သဘောထားလို့ရတယ်เนาะပြီးမှတစ်ဖြည်းဖြည်းနဲ့ပါတော့မိုင်တန်ဖို့ကတစ်ဖြည်းဖြည်းနဲ့ဆက်ပြီးတော့တိုးလာเนาะโอเคဒါကြောင့်မလို့ तू ကတနေ့လုံးရက်တာတော့မဟုတ်ဘူးမိနစ်40နဲ့မိနစ်80ကြာမှာခဏရက်တယ် sorry မိနစ်40နဲ့မိနစ်80လောက်မှာခဏရက်တယ်40ကနေ80အထိခဏနားတယ်နားပြီးတော့မှ80ကနေမိနစ်100အထိကပြန်ပြီးတော့မောင်းတယ်ပေါ့နော်အဲ့လိုကျွန်တော်တို့ယူဆရမှာပေါ့နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အဖြေမှန်ကဘာဖြစ်မှာလဲဆိုတော့ဟုတ်ပြီနောက်တစ်ခါကျတော့ B ရကြတယ်ဗာလဲကြတော့သူတို့ဒီမိနစ်40အထိပုံမှန်နှုံးထားတဲ့မောင်းတယ်မောင်းပြီးတော့မိနစ်30 break ယူတယ်ဟုတ်ပြီနော်ပြီးတော့ဘာလို့ဆက်သွားတယ် at the same rate လို့ပြောတယ် rate အတူတူပဲလို့ပြောတယ် rate ကတော့မတူဘူးเนาะဟာလားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီစလုံးနဲ့ဒီစလုံးမတူဘူးလေเนาะစလုံးမတူရင် rate မတူဘူးเนาะအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီဒါ rate တူရလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီစကလုံးကကျတော့ဘယ်အထိမှန်လဲဆိုတော့ဒီအထိမှန်တယ်เนาะဆက်သွားတာအထိမှန်တယ်ဒါပေမဲ့ same rate လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မှားတယ်เนาะ same rate မဟုတ်ဘူးပို့ပြီးတော့နှေးတဲ့ rate နဲ့သွားတာဘာဖြစ်လို့လဲဒီစလုံးဒီနည်းနည်းလေးအောက်ကိုရိုင်သွားတာစလုံးတန်မို့ပိုနည်းသွားတာဖြစ်တဲ့အတွက်ကြောင့် rate တန်မို့နည်းတဲ့နှုတ်နဲ့သွားတာဖြစ်မယ်เนาะဒါကြောင့်မို့ကျွန်တော်နံပါတ်ဖြေမှန်ကဘာဖြစ်လဲ C ဖြစ်ကြမယ်เนาะဟုတ်လားပထမမိနစ်40အထိမောင်းတယ်မောင်းပြီးတော့မိနစ်30 break ယူတယ်ပြီးရင်မူလထက်နည်းတဲ့နှုံနဲ့နှေးတဲ့နှုံနဲ့ဆက်သွားတယ်လို့ပြောတာเนาะဒါကြောင့်နံပါတ် C ဖြစ်ကြမယ်เนาะโอเค40နဲ့4ကကြတော့8တန်ဖို့ဘယ်လောက်လဲတဲ့ဒါလွယ်ပါတယ်ဗျာ8အရှိမအနှုံမပါသေးရပုံမှန်တိုင်းပဲเนาะမတိကိန်းရှိမအနှုံမပါသေးရတော့အဲ့တော့ -5 + 9ဆိုတော့ 8 less than 4ပေါ့เนาะနံပါတ် D ပေါ့เนาะโอเคအောက်ကကျတော့ဒီမှာပေးထားတယ် length of the times given and the number of question complete ဆိုပြီးနှစ်ခုပေးထားတယ်ပေါ့နော်အဲ့တော့ဘာပြောရလဲဆိုတော့ in the experiment the participant were given the varying amount of time to complete the question ပေါ့နော်10 question test ပေါ့နော် question 10ခုစာပေးထားတယ်အဲ့တော့ based on the table above အပေါ်က table ကိုကြည့်ပြန်အပြင် in general ပုံမှန်အပြင်ဆိုရင် the longer the participant was given အချိန်ပို့ပြီးတော့ဘာဖြစ်လဲကြာလေးနော် collect question the participant was able to answer ပေါ့နော်ဟာလား participant တွေကဘယ်လိုပို့ပြီးတော့များပြီးဖြေနိုင်တယ်လားပို့ပြီးတော့နည်းနည်းပဲဖြေနိုင်တယ်လားအဲ့တော့ကျွန်တော်ကြည့်လိုက်ดิ10 minute မှာဆိုရင်2ပုတ်ဖြေနိုင်တယ်ဟုတ်လား10 minute မှာဆို2ပုတ်2 minute ဆိုရင်2ပုတ်2 minute နဲ့2ပုတ်ပဲเนาะ4 minute ကျတော့3ပုတ်5 minute ကျတော့4ပုတ်6 minute 4ပုတ်ဟုတ်လား10 minute မှာ9ပုတ်ဟုတ်လားပြီး10 minute မှာ10ပုတ်တဖြည်းဖြည်းနဲ့ဖြစ်လာတာတော့အချိန်ပိုပေးလေဖြေနိုင်တဲ့ question ပမာဏကပိုပြီးတော့များလာလေဒါကြောင့်မလို့ပါကြီးရတော့မိုးကိုရွေးပေးရမယ်နော်โอเคတတိယပြောမယ်ဆိုရင်ဒါကိုဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့ကဟာလာဒီဘယ်အခန်းပါလိမ့် static အခန်းပေါ့နော်ဒါကိုဘာလို့ခေါ်မှာတော့ positive relationship လို့ပြောလို့ရတယ်နော်တဖြည်းဖြည်းနဲ့ graph ဆွဲကြည့်တဲ့အချိန်မှာသူဒီတဖြည်းဖြည်းနဲ့ဘယ်လိုတက်သွားတာတော့ဒီလိုမျိုးခြုံငုံကြည့်မယ်ဆိုရင်အပေါ်ကိုတက်သွားတာလို့မြင်ရတယ်နော်โอเคနောက်တစ်ခါ46ကကျတော့ဘာပြောလဲ Lewis walk 10 meter juice salt then 10 Jew east အဲ့တော့10 meter ဘယ်ကိုလမ်းလျှောက်တော့တောင်ဘက်အရက်ကိုလမ်းလျှောက်တယ်ထားပါတော့ဒီကစတယ်ဆိုပါဆို north east south west ရဆိုရင်အောက်ကိုဆင်းမယ်နော်ဒါတော့ဒီမထင်ပါနဲ့နော် north east south west နော်တောင်ဘက်အရက်ကိုဘယ်နှမိုင်လမ်းလျှောက်တော့10 meter လမ်းလျှောက်တယ်ပြီးတော့အရှိတက်ကိုဆိုတော့ဒီဘက်ကိုသွားမယ်ဒီဘက်ကိုဘယ်လောက်လျှောက်တော့ဆိုတော့10 meter ထပ်လျှောက်တယ်လို့ပြောတယ်အဲ့ဒါဆိုရင်သူရဲ့ starting point ကနေဘယ်လောက်ကြာမလဲ starting point ကဒီမှာစုံမှတ်ကဒီမှာစုစုပေါင်းဘယ်လောက်ဝေးမလဲမေးတာနော် Pythagoras theorem ရပါအောင်ရှာပေးလိုက်ရပြီတော့ x ကိုရှာပေးလိုက်ရပြီ x square equal to tan square plus tan square တစ်ဆက်ဆက်ဒီ100တစ်ဆက်ဆက်ဒီ100ကို square root တင်တော့200ကို square root တင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ14.14ပေါ့နော်အဖြေဒီ b ရပါမယ်နော် okay 40နဲ့ခွန်သွားမယ်40ခွန်ကကျတော့ point တွေပေးထားတယ် point နဲ့ point ပေးထားတယ်ဘာလို့ကျွန်တော်တော့ slope လို့ကျွန်တော်ရိုး slope မျိုးပါဖြစ်တော့ perpendicular ဖြစ်တော့ slope လို့ပြောရနော်အဲ့တော့ကျွန်တော်တို့ slope အရင်ရှာမယ်ရှာပြီးတော့အလုပ်ပေးရမှာတော့စလုံးရှာပြီးတော့သူတို့ကို perpendicular ဆိုတော့လက္ခဏာပြောင်းမယ်လှမ်းမယ်ပေါ့နော်အဲ့တော့အရင်ဆုံးစလုံးရှာမယ်ဆိုတော့ y2 minus y1 over a2 minus a1 ဘာလောက်ရမှာတော့အပေါ်က -3 အောက်က2 -3 over 2 okay ဒါကိုကျွန်တော်က perpendicular ဖြစ်တဲ့အတွက်ကြောင့်လိုချင်တဲ့စလုံး m2 ဆိုပါစို့ဗျာ
အဲ့ဒါကိုလိုချင်တယ်ဆိုရင်လက္ခဏာပြောင်းလဲဆိုတော့အပေါင်းဖြစ်သွားမယ်ပြောင်းပြန်တော့2 over 3အဲ့တော့အဖြေဒီဘယ်လောက်ထည့်ပေးရမှာတော့2 over 3ထည့်ပေးရမယ်နော် okay 2 over 3ဆိုတော့ C ပေါ့နော်48ပြီးတော့မယ်ဗျာနော် okay 48ကကြတော့ a bag of ဘာလို့ licorice လား lace contain only red and black lace အဲ့တော့သူ့မှာနှစ်ခုပဲရှိတယ်ဗာနဲ့ရှိတော့အနီနဲ့အမဲနဲ့နှစ်ခုပဲရှိတယ် The bag contain 3 times as many as red lace at black one နဲ့အနီကအမဲထက်တဲ့ဘယ်နှစလို့ပြောတော့3စလို့ပြောတယ်အဲ့တော့ကျွန်တော်ပြောပြီးသားနော် SD1 S နဲ့ရေးတဲ့အခါမှာအရင်လာတာကိုအရှိရရေးဆိုတော့ထားပါတော့ red ကိုကျွန်တော် R လို့ပေးတယ်ဆိုရင်ဒီမှာဘယ်သူကအရင်လာတာနော် R ကအရင်လာတာအဲ့တော့ R ကိုအရှိရရေးလိုက်မယ်အနောက်လာတာနောက်မှရေး B ကိုကျွန်တော်နောက်မှရေးလိုက်မယ်ပြီးဘယ်နှစတော့3စမှာဗာနဲ့မြောက်တော့နော်3နဲ့မြောက်လိုက်မယ်အဲ့တော့ R ဒီ B ရဲ့ဘယ်နှစလို့ပြောရတော့3စလို့ပြောတာစုစုပေါင်းဘယ်လောက်ရှိတော့240ဆိုတော့ကျွန်တော်တို့ဗာပြောတာတော့ R နဲ့ B နဲ့ပေါင်းရင်ဘယ်လောက်တော့အနီနဲ့အမဲနဲ့ပေါင်းရင်ဒီ240လို့ပြောတာအဲ့ဒါဆိုရင်သူပြောတာပါတော့အနီဘယ်နှခုလဲတဲ့အဲ့တော့ဒီမှာပြောထားတဲ့ R equal to 3B ဆိုတော့ R နေရာမှာကျွန်တော် 3B ထည့်လိုက်မယ်အရင်ဆုံး 3B plus B equal to 240 4B equal to 240 B equal to 6လေး24 60 B တန်ဖိုးက60ဆိုရင် R တန်ဖိုးလိုချင်ဟာဒီအပေါ် equation မှာပြန်စာသွင်း3နဲ့60နဲ့မြောက်တော့တော်လောက်ရမှာနော်180ပေါ့နော် okay ရမယ်လို့မျှော်နေပါတယ်49 point နဲ့ point ပေးထားတယ်အဲ့ဒီ point နဲ့ point ရဲ့ဘာလို့ကျွန်တော် equation ကိုလိုချင်တာအဲ့တော့ equation of the line ဆိုရင်ကျွန်တော်ဘာတစ်ခုသိရမှာနော် slope တစ်ခု point တစ်ခုသိရမယ်ဒါကြောင့်မို့ကျွန်တော် slope ကိုအရင်ရှာမယ် m equal to y2 minus y1 over h2 minus h1 ဒါဆိုရင်အပေါ်ကဘယ်လောက်ရတော့6အောက်ကဘယ်လောက်ရတော့4ဒါဆိုရင်ဘယ်လောက်ရတော့3 over 2 alright okay 3 over 2ဆိုတော့ကျွန်တော်ဒီဘာလို့ကမလို့ equation ရေးမယ် equation က slope equation formula sorry equation of the line formula ဒီ y minus y1 equal to m multiply h minus h1 okay အဲ့ဒါဆိုရင် y minus y1 နေရာမှာကျွန်တော်ဘယ်လောက်ရမလို့ချက်တဲ့ point သုံးလို့ရတယ်နော်ကျွန်တော်လိုတဲ့ point နောက်က 1.2 သုံးလိုက်မယ်နော် y minus 2 m နေရာမှာဘယ်လောက်ထည့်မလို့3 over 2 h minus a1 နေရာမှာ1 okay အဲ့တော့ကျွန်တော်တစ်ဖက်ကိုရွှေ့လိုက်မယ် y တစ်ဖက်မှာရွှေ့သူဒီဘက်ကောင်အရင်မြောက်လိုက်မယ်နော်3 over 2h minus 3 over 2အဲ့တော့ရှင်းသွားအောင်လို့တန်းလုံးကိုဒီဘာလို့လို့ဆိုတော့ဒီမှာကျွန်တော်ဒီ equation ကိုကြည့်တဲ့အချိန်မှာပိုင်းခြေတွေမရှိဘူးနော်ပိုင်းခြေတွေမရှိရပြတယ်ကျွန်တော်ပိုင်းခြေတွေဖြောက်မယ်6ကျန်တာဖြစ်တဲ့ကြောင့်ကျွန်တော်တန်းလုံးကိုမနဲ့မြောက်တော့2နဲ့မြောက်မယ်နော်2နဲ့မြောက်တော့ 2y minus 4 equal to 3h minus 3ဒီမှာသူကရှိသမျှဟာအားလုံးကိုဘယ်ဘက်ချမ်းကိုပို့ထားတယ်နော်အဲ့တော့ကျွန်တော်အားလုံးဘယ်ဘက်ချမ်းပို့မယ်ဘယ်ဘက်ချမ်းပို့တော့ 2y minus 3h minus 4တဲ့ plus 3 plus 3ဒီဘက်တော့ plus 3အဲ့ဆိုတော့ဘယ်လောက်ကျတော့ minus 1ကျန်မယ် equal to 0အဲ့တော့ icon နဲ့တူတာရှိသလား 2y minus 3h minus 1မရှိဘူးเนาะအဲ့တော့မရှိရကျွန်တော်ဘာလုပ်မလို့တန်းလုံးကိုကျွန်တော်ဗာလဲပြန်မြောက်အနှုတ်နဲ့ပြန်မြောက်မယ်နှုတ်နဲ့ပြန်မြောက်တော့ h တန်ဖိုးကအပေါင်းဖြစ်သွားမယ် 3h y တန်ဖိုးကအနှုတ်ဖြစ်သွားမယ် 2y plus 1 equal to 0ရှိသလားကြည့်မယ်ရှိရเนาะနံပါတ်1နံပါတ် a เนาะဟုတ်လား 3h minus 2y plus 1အဲ့တော့ကျွန်တော်ကသူပေးထားတဲ့ equation နဲ့မတူဘူးဆိုပြီးထိုင်ငုံမနေနဲ့เนาะမတူတူအောင်ပြောင်းပြီเนาะအဲ့တော့ဒီမှာကျင်းတွေပထမတစ်ချက်ပုံမှန်ကြီးမရှိဘူးပိုင်းကြီးမရှိတဲ့တန်းလုံးကိုပိုင်းကြီးပြောင်းအောင်လို့နည်းနည်းမြောက်လိုက်ပြီးမှဒီကောင်ရလာတယ်ဒါလည်းမတူသေးဘူးမတူတော့တူအောင်လည်းဘာလို့ရသေးလို့တန်းလုံးကိုအနှုတ်နဲ့ပြန်မြောက်လို့ရတယ်เนาะโอเคနောက်ဆုံးတစ်ပုဒ်ကတော့လွယ်ပါတယ် f4 minus 4ဆိုတော့ minus 4လေးအစားသွင်းလိုက်ပေါ့လေးလေးလီ16အပေါင်းဖြစ်မယ်3 minus 4 plus 5 16 6ဒီ96 4 3လီက12အပေါင်း5အဲ့တော့ calculator ပဲသုံးလိုက်တော့မယ်ဗျာ96နဲ့5နဲ့ဆိုတော့100နဲ့1 100ဟဲ့နော်101 101ထဲကနေကျွန်တော်ပါအောင်နှုတ်12ကိုနှုတ်89ပေါ့နော်အဖြေလည်းမရပါလားဘယ်နာလွယ်နေတော့လေးလေး16 6လီ96ဟုတ်ရလားဟုတ်ပါတယ်16 6လီ96အနှုတ်4 3လီ12အပေါင်း9 89မပါဘူးเนาะသူအဖြေလွဲနေတာနေမယ်เนาะဟုတ်ပြီเนาะသူအဖြေလွဲနေတာနေပါမယ်ကျွန်တော်အဖြေလေးတစ်ချက်သွားကြည့်လိုက်ပါမယ်50ဘယ်လိုလဲ73ဖြစ်ကမှာเนาะဒီမှာသူပေးထားတာ73ဖြစ်နေလို့เนาะဟုတ်ပြီ73နဲ့တွက်မယ်ဆိုရင်တော့ဟုတ်တယ်เนาะ40နဲ့ကိုထွက်လိမ့်မယ်เนาะကျွန်တော်ကတော့ပုံမှန်သူပေးထားတဲ့အတိုင်းเนาะဘာနဲ့တွက်လို့3နဲ့ပဲတွက်တာဆိုတော့အဖြေကဘယ်လောက်ရမလဲ89ရမယ်เนาะကြည့်သူတို့တက်ပါเนาะ73